ခေါ်ကြအပ်သောလူဆိုလူမိုက်အကြောင်းတရားဒေသနာတော်ဒီကနေ့ဓမ္မသဘင်ခန္ဓာကိုရှစ်ဖုံးတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံအာယုပြုကတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအတင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာတဲ့ချေလဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်တိထဘွယ်ငါးသက်အစုအလုံးခဲရင်တော်မူတော့ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြုတ်ကုတ်အထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစေဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဏချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများယင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာထသဝိနည်းများစွာတတဝါဤချမ်းသာစီးပါလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းလူဆိုးလူမိုက်ညမလိုသိုးသွမ်းတဲ့ပုဂ္ဂိုလ်တွေကျိုးကြောင်းဆင်ခြင်သိမြင်မှုမရှိတဲ့ပုဂ္ဂိုလ်တွေကိုဒီလူကလူဆိုးပဲဒီလူကလူမိုက်ပဲနဲ့ဒီစကားကိုအသုံးပြုပြီးတော့ပြောကြတယ်စကားနှစ်ရပ်ပေါင်းစပ်ပြီးတော့လူဆိုးလူမိုက်လို့မြန်မာစကားတွေမှာတွဲပြီးတော့ပြောကြတယ်လူဆိုးဆိုတာအမှုအကျင့်ဆိုးသွမ်းတဲ့ပုဂ္ဂိုလ်မျိုးကိုလူဆိုးလို့လူမိုက်ဆိုတာကြတော့မိုက်ဆိုတဲ့အဓိပ္ပာယ်ကမှောင်မိုက်တယ်ဆိုတဲ့စကားမှာတွဲပြီးကြည့်မယ်ဆိုလို့ရှိရင်ကျိုးကြောင်းဆင်ញင်မှုမရှိတာအသိဉာဏ်မရှိတော့အမှန်ကန်မသိနိုင်လောက်အောင်မိုက်နေတယ်အဲ့ဒီစကားကိုယူပြီးတော့မိုက်တယ်လို့ဒီလိုပြောတာပေါ့အဲ့တော့ခုခေတ်တော့မိုက်တယ်ဆိုတဲ့စကားလုံးကအကောင်းဘက်သွားသုံးနေတာလည်းရှိတယ်ချီးမွမ်းစကားကိုဟာဒီလူကတဲမိုက်တာပဲနဲ့ပြောတဲ့စကားဟာတခါတရံအကောင်းကိုသွားရည်ညွှန်းပြီးတော့ပြောနေတာမျိုးဖြစ်တယ်ဘန်းစကားတွေအနေနဲ့ပေါ့နော်သို့တော့မြန်မာစကားမှာလူမိုက်လို့မိုက်တယ်ဆိုတဲ့ကလေးကအကောင်းကိုပြောတာမဟုတ်ဘူးလောကမှာမှောင်တယ်မိုက်တယ်ဆိုတာဘာမှမမြင်ရတာကိုပြောတာလူဘဝရောက်လာပြီးတော့ဘာမှမမြင်တဲ့အခြေအနေထဲမှာရောက်ရှိနေတဲ့ပုဂ္ဂိုလ်ဟာမိုက်တယ်လို့ဒီလိုပြောလို့ရတာပေါ့အဲ့တော့ဒီလောကမှာဘန်းစကားတွေကတော့ရှိတာပေါ့ဘန်းစကားဆိုတာရောင်းနှိရောင်းမြန်ပြန်ပြီးတော့ပြောတာမြန်မာပြည်မှာတင်ရှိတာမဟုတ်ဘူးနိုင်ငံသားတွေမှာလည်းပဲရှိတယ်သိကောင်းတယ်လို့ပြောကြလို့ရှိရင် very bad လို့ပြောတယ်သူတို့လည်းသိဆိုးတယ်လို့ပြောင်းပြန်ပြန်ပြီးတော့ပြောတာဒီမှာလည်းကောင်းတယ်ဆိုရင်မိုက်တယ်လို့ပြောတာလည်းရှိတယ်ပေါ့
သို့တော့အဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူးဒါဘာဖြစ်လို့ပြောရတာတုံးဆိုဒီကနေ့ခေတ်ကလေးတွေကမိုက်တယ်ဆိုလို့ရှိရင်အကောင်းလို့ထင်နေကြတယ်အဲ့တော့လူဆိုးလူမိုက်ဆိုတာသူ့ရဲ့အမူအကျင့်ကလည်းဆိုးစွမ်းတယ်ကြိုးကြောင်းဆင်ញင်သိမြင်မှုမရှိသည့်အတွက်ကြောင့်သူ့ဘဝဟာအမှောင်ကျနေလို့မိုက်ကန်းနေတယ်ဆိုတဲ့မိုက်တယ်ဆိုတာနဲ့နောက်ကတွဲပြီးတော့ကန်းတယ်ဆိုတာအဓိပ္ပာယ်ရှိတယ်ဘာဖြစ်လို့တော့ဆိုရင်မှောင်းနေတယ်မိုက်နေတယ်ဆိုမမြင်ရဘူးပေါ့မမြင်ရတော့ကန်းတယ်ပေါ့ဒါကြောင့်မို့ဗမာစကားမှာမမြင်မကန်းဆိုတဲ့စကားလုံးနဲ့သုံးတာရှိတယ်ပေါ့ဒီမမြင်မကန်းဆိုတာကန်းလို့မမြင်တာတော့မဟုတ်ဘူးနော်မှောင်မိုက်နေလို့မမြင်ရဘူးသို့တော့ကန်းနေတာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်နဲ့မမြင်မကန်းလို့ဒီလိုသုံးတာလည်းရှိတယ်ပေါ့လူဆိုးလူမိုက်ဆိုတဲ့နေရာမှာဆိုးစွမ်းပြီးတော့ကြောင်းကျိုးဆင်ញင်မှုမရှိအသိဉာဏ်မရှိတဲ့လုံးသိမလုံးသိခွဲခြားပြီးတော့မသိဘူးမသိသည့်အတွက်ကြောင့်လုံးမိရာလုံးချင်ရာတွေကိုလုံးနေတဲ့ပုဂ္ဂိုလ်ကိုဒါလူဆိုးလူမိုက်လို့မြန်မာစကားအရတရုပ်ဖော်လို့ရတယ်ပေါ့အဲ့ဒီလူဆိုးလူမိုက်ရဲ့ပါဠိဘာသာစကားကဘာလို့ဆိုလို့ရှင်ဘာလတဲ့အာလုံးဒီဘာလဆိုတဲ့စကားလုံးကိုသိထားကြတယ်မင်္ဂလာတုတ်ထဲမှာပါတဲ့အသေဝနာသဘာလနာဘာလကိုမပေါင်းသိရဘူးလို့မင်္ဂလာရှိခြင်းလို့ရှိရင်ဘာလကိုမပေါင်းသိရဘူးဘာလနဲ့လက်တွဲပြီးတော့မနေရဘူးဘာလနဲ့သူ့ရဲ့အမူအကျင့်တွေမကူးဆက်ပြီးတော့သူ့ရဲ့အနေအထားတွေသူလှုပ်ထားတွေလိုက်ပြီးတော့မလုပ်ရဘူးသူနဲ့ပေါင်းသင်းဆက်ဆံမှုမလုပ်ရဘူးလို့မင်္ဂလာရှိခြင်းလို့ရှိရင်မြတ်စွာဘုရားက38ပြမင်္ဂလာတရားတော်တွေထဲမှာအရေးကြီးဆုံးနံပါတ်1အနေနဲ့ဟောထားတာအသေဝနာစဘာလအဲ့တော့ဘာလဆိုတဲ့ပါဠိစကားရဲ့အဓိပ္ပာယ်ကမပေါ်သေးဘူးမြန်မာလိုပြန်လို့ရှိရင်ဘာလနံလူမိုက်လိုပဲပြန်တယ်ပေါ့နော်မိုက်တယ်ဆိုတာခုနပြောခဲ့သလိုပဲအမှောင်ကျနေလို့အသိဉာဏ်မရှိလို့အမိုက်ထဲရောက်နေတဲ့ပုဂ္ဂိုလ်အမှောင်ထဲရောက်နေတဲ့ပုဂ္ဂိုလ်မမြင်ရဘူးမမြင်တော့လှုပ်ချင်အောင်လှုပ်တယ်ပေါ့ကျိုးကြောင်းဆင်ញင်မှုမရှိတဲ့အသိဉာဏ်မှောင်မိုက်နေတဲ့ပုဂ္ဂိုလ်ဆိုလိုတာကအဝိဇ္ဇာရဲ့လွှမ်းမိုးမှုကိုခံထားရလို့မကောင်းတာကိုကောင်းထင်ကောင်းတာကိုမကောင်းဘူးထင်ပြီးတော့သူ့ဖို့မှာမှောင်မိုက်နေတဲ့အတွင်းရောက်နေတဲ့ပုဂ္ဂိုလ်မျိုးလူမိုက်လို့ဒီလိုပြောတာသို့တော့ဘာလဆိုတဲ့ပါဠိစကားရဲ့အဓိပ္ပာယ်ကပို့ပြီးတော့အဓိပ္ပာယ်ရှိတဲ့ဖွင့်ဆိုချက်တွေကိုတွေ့ရသေးတယ်ဘာလဆိုတာဘာလဲလို့ဆိုလို့ရှိရင်ဒီစကားလုံးနှလုံးဟာတစ်လုံးစီအဓိပ္ပာယ်ရှိတယ်ဘာဆိုတာကနှစ်လို့အဓိပ္ပာယ်ရတယ်လဆိုတာကြတော့ဖြည့်ဆည်းတတ်တယ်ဖြည့်ဆည်းသူနှမျိုးကိုဖြည့်ဆည်းတယ်လို့ဆိုတော့ဘာကိုဖြည့်ဆည်းတာတော့ဆိုပစ္စုပန်အကျိုးစီးပွားကိုလည်းဖြည့်ဆည်းတယ်တမလွန်အကျိုးစီးပွားကိုလည်းဖြည့်ဆည်းတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဘာလားလို့ပြောဒီဘဝလည်းကောင်းကျိုးချမ်းသာမရဘူးဒီဘဝကောင်းကျိုးချမ်းသာရနိုင်တဲ့အကြောင်းတရားတွေကိုလည်းဖြည့်ဆည်းဖြစ်တယ်နောက်ဘဝကောင်းကျိုးချမ်းသာတွေဖြစ်ပေါ်လာမဲ့အကျိုးတရားအကြောင်းတရားတွေကိုလည်းဖြည့်ဆည်းဖြစ်တယ်ဒါကြောင့်မို့အကျိုးနှမျိုးကိုဖြည့်ဆည်းဖြစ်သူလို့ပျက်စီးစေတတ်သူလို့ဒီလိုအဓိပ္ပာယ်ရတယ်ဘာလားရဲ့အဓိပ္ပာယ်တခါအဲ့ဒီအဓိပ္ပာယ်ကိုပဲတစ်မျိုးအဖြစ်ပြောမယ်ဘာနှစ်ခုဆိုတဲ့ကဏ္ဍဟာဒီကြတော့သူ့ကျိုးကိုကျိုးကိုယ့်ရဲ့အကျိုးစီးပွားကိုလည်းပျက်စီးစေတယ်သူများရဲ့အကျိုးစီးပွားကိုလည်းပျက်စီးစေတယ်လူမိုက်ဆိုတာ तू ကကိုယ့်အတွက်အကျိုးရှိတယ်လို့ထင်ပြီးလုပ်ပေမဲ့ तू လည်းထိခိုက်တာပဲဘာနဲ့ဥပမာတူတုံးဆိုရင်မစင်နဲ့ကောက်ပြီးတော့သူများကိုပေါက်တဲ့ပုဂ္ဂိုလ်လိုပဲမစင်ကောက်ပြီးတော့ပေါက်တယ်ဆိုလို့ရှိရင်သူ့အရင်မပေးပေဘူးလားအဲ့ဒီတိုင်မဲ့လူမိုက်ကကိုလည်းဖြည့်ဆည်းပြီးသားဖြစ်တယ်သူများကိုလည်းဖြည့်ဆည်းတယ်အဲ့ဒါကြောင့်မလို့ကိုအကျိုးကိုလည်းဖြည့်ဆည်းတယ်သူများအကျိုးကိုလည်းဖြည့်ဆည်းတယ်ကိုကျိုးသူကျိုးဆိုတဲ့အကျိုးနှမျိုးကိုဖြည့်ဆည်းတတ်သူလို့အဓိပ္ပာယ်နဲ့ဘာလားဆိုတဲ့စကားလုံးကိုသုံးတာဟာတဲ့ဒါကနောက်ကလဆိုတဲ့စကားလုံးလေးကိုအဓိပ္ပာယ်ဖော်ပြီးတော့ဖြည့်ဆည်းတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတဲ့စကားပါဠိစာပေမှာတော့
တွေအပ်ထေလူနန္တိစိန်တန်တိတိဘာလာလို့အကျိုးစီးပွားနှမျိုးကိုဖြစ်စီတတ်တယ်ပျက်စီးစေတတ်တဲ့သူလို့ဒီလိုရှင်းပြတယ်နောက်တစ်ခါဘာလမှာလရဲ့အဓိပ္ပာယ်ကိုတစ်မျိုးပြောင်းလိုက်တယ်ဖြစ်စီတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကနေပြီးတော့ရယူတတ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောင်းပြန်တယ်အဲ့ဒီအဓိပ္ပာယ်နဲ့ကြတော့ဘယ်လိုပြောမလို့ဆိုလို့ရှိရင်မျက်မှောက်ဘဝမှာရနိုင်တဲ့အကျိုးစီးပွားတမလွန်ဘဝမှာရနိုင်တဲ့အကျိုးစီးပွားအခုကျိုးနောင်ကျိုးအကျိုးနှမျိုးအဲ့ဒီအကျိုးနှမျိုးကိုရအောင်ယူတတ်သူကိုရအောင်ယူတတ်သူဆိုတဲ့အဓိပ္ပာယ်နဲ့အကျိုးနှမျိုးကိုအကျိုးမဲ့နှမျိုးခုဘဝအကျိုးမဲ့နောက်ဘဝအကျိုးမဲ့အခုဘဝမှာအကျိုးမဲ့နောက်ဘဝမှာအကျိုးမဲ့အကျိုးမဲ့နှမျိုးကိုရအောင်ယူတတ်သူလို့ဒီလိုအဓိပ္ပာယ်ရှိတယ်အဲ့တော့ဆိုလိုတဲ့အဓိပ္ပာယ်ကဒီဘဝလည်းအကျိုးမရှိတာကိုရအောင်ယူတတ်တယ်နောက်ဘဝလည်းအကျိုးမရှိမဲ့ဟာကိုရအောင်ယူတတ်တယ်ဆိုလိုတာကအကျိုးမဲ့ယူတယ်ဆိုတာကောင်းကျိုးချမ်းသာကိုမယူဘူးပျက်စီးရပျက်စီးကြောင်းအကျိုးကိုပဲရယူတယ်ပျက်စီးမှုဆိုတဲ့မကောင်းကျိုးကိုပဲရယူတယ်အဲ့တော့ဒီဘဝမကောင်းကျိုးနောက်ဘဝမကောင်းကျိုးဒီမကောင်းကျိုးနှမျိုးလုံးကိုရယူတတ်တဲ့ပုဂ္ဂိုလ်ကိုဘာလားလို့ဒီလိုခေါ်ပြန်တာအဲ့တော့အဓိပ္ပာယ်ကတော့ခုနအတိုင်းပဲပြန်သွားတာပဲပေါ့နောက်အဓိပ္ပာယ်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဘာလဆိုတဲ့စကားလုံးကဗလဆိုတဲ့စကားလုံးကလာတယ်ပေါ့ဗလဆိုတာအသက်မွေးတယ်လောကမှာလူဖြစ်လာလို့ရှိရင်လူတွေဟာဘာနဲ့အသက်ရှင်ကြသလဲလို့ဆိုလို့ရှိရင်အသိပညာနဲ့အသက်ရှင်ကြရတယ်လူဖြစ်လာလို့ရှိရင်လူဟာတိရစ္ဆာန်နဲ့မတူဘူးတိရစ္ဆာန်နဲ့မတူသည့်အတွက်ကြောင့်လူဖြစ်လာလို့ရှိရင်ဒါကလှုပ်တဲ့နဲ့ဒါကမလှုပ်တဲ့ဘူးဆိုတာခွဲခွဲခြားခြားသိတတ်ကြတယ်ပေါ့အဲ့ဒီလိုအ ਨੇ ဆုံးလှုပ်တဲ့မလှုပ်တဲ့ခွဲခြားသိတတ်တဲ့လူဒီစကားပြောတဲ့နဲ့ဒီစကားမပြောတဲ့ဘူးဒီအလုပ်လှုပ်တဲ့နဲ့ဒီအလုပ်မလှုပ်တဲ့ဘူးစသည်ဖြင့်ခွဲခွဲခြားခြားသိတတ်တဲ့အသိပညာနဲ့အသက်မွေးရမယ်ဒီလူကြတော့အဲ့ဒါလို့အသက်မမွေးပဲနဲ့ထွက်လေဝင်လေလေးနဲ့ပဲအသက်ရှင်သူလို့အဓိပ္ပာယ်ရတယ်လူတိုင်းဟာနှာခေါင်းပေါက်ကအသက်ရှူနေတာပဲအသက်ရှင်နေဆိုတာအသက်ရှူနေလို့အသက်ရှင်တာပေါ့နော်အသက်ရှင်နေလို့လည်းအသက်ရှူလို့ရတယ်အသက်ရှူနေလို့လည်းအသက်ရှင်လို့ရတယ်အဲ့တော့သူ့မှာဘာမှမပါဘူးသူအသက်ရှင်နေတာဟာပညာမပါဘူးလှုပ်တဲ့နာမလှုပ်တဲ့နာခွဲခြားမသိဘူးအသက်ရှူယုံလေးနဲ့အသက်ရှင်နေသူဆိုတဲ့အဓိပ္ပာယ်နဲ့ဘာလားလို့ဒီလိုသုံးတာအဲ့တော့ဒီဘာလားကတော့လူဘဝရောက်လာပြီးတော့ဘာမှမသိတတ်တဲ့လူလို့အဓိပ္ပာယ်ရတယ်အဲ့တော့ဒီအဓိပ္ပာယ်ကြတော့ဘာလားကိုဘယ်လိုပြန်မလို့ဆိုရင်လူမိုက်လို့ပဲပြန်ရမယ်ခုနအဓိပ္ပာယ်တွေကြတော့ပစ္စုပန်ရဲ့အကျိုးစီးပွားကိုဖျက်ဆီးတတ်တယ်တမလွန်အကျိုးစီးပွားကိုဖျက်ဆီးတယ်သူတစ်ပါးရဲ့အကျိုးကိုဖျက်ဆီးတယ်မိမိရဲ့အကျိုးစီးပွားကိုဖျက်ဆီးတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကြတော့သူကလူဆိုးလို့သတ်မှတ်လို့ရသေးတယ်ပြက်အောင်လုပ်တဲ့ပုဂ္ဂိုလ်ကြတော့သူကလူဆိုးမတိယုံတတ်တဲ့ဆိုရင်လူမိုက်မတိယုံတတ်တဲ့ဆိုရင်လူမိုက်ခုနကကောင်းကျိုးချမ်းသာကိုမလုပ်တတ်သည့်အတွက်ကြောင့်ပစ္စုပန်အကျိုးမဲ့ကိုလည်းရအောင်ယူတတ်တယ်တမလွန်ဘဝအကျိုးမဲ့ကိုလည်းရအောင်ယူတတ်တယ်အဲ့ဒီပုဂ္ဂိုလ်ကြတော့လည်းပဲသူကလူမိုက်ပဲသူကြတော့ခုနအဓိပ္ပာယ်နဲ့ယူမယ်ဆိုရင်သူ့ကိုလူဆိုးလို့လည်းခေါ်နိုင်တယ်လူမိုက်လို့လည်းခေါ်နိုင်တယ်ဒါကြောင့်မို့လို့ဘာလအဓိပ္ပာယ်ကိုသိထားလို့ရှိရင်လူဘဝရလာလို့ရှိရင်တို့တွေဟာဘာနဲ့အသက်ရှင်ရမလဲဆိုတာသိဖို့လိုအပ်တယ်ပေါ့လူဖြစ်လာလို့ရှိရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာခွဲခြားသိရမယ်သူချိုးကိုချိုးကိုနားလည်ရမယ်ပစ္စုပန်အကျိုးတမလွန်အကျိုးဒီနှမျိုးကိုရအောင်ယူထားရမယ်တဲ့အကယ်၍ရအောင်မယူတတ်ဘူးဆိုလို့ရှိရင်ဘယ်စင်းနဲ့ပါသွားလူစိုးလူမိုက်ဆိုတဲ့ဘာလာစင်းနဲ့ပဲပါသွားဆိုးမှဘာလာမဟုတ်ဘူးနော်ဆိုးတာရဲ့မိုက်တာရဲ့နှစ်ခုစလုံးအဲ့တော့မဆိုးရလေအောင်
မိမိကိုယ်ကိုပြုပြင်ရတယ်မမိုက်ရလေအောင်အသိဉာဏ်တွေကိုစီးပူအထောက်ကြရတယ်အဲ့ဒါကြတော့မှလူတော်လူကောင်းဆိုတာဖြစ်လာနိုင်တယ်တဲ့ဒါကြောင့်မို့လို့သူ့ရဲ့စန့်ကျင်မဲ့စကားလုံးကပန္တိတလို့ခေါ်တယ်ပန္တိတဆိုတာသေဇာတာပန္တာယတ္တာတိပန္တိတောလို့ဆိုတဲ့ပါဠိစကားလုံးရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့အညီသူ့မှာအသိပညာဖြစ်ပေါ်လာမှုရှိတဲ့ပုဂ္ဂိုလ်ကိုပန္တိတဗမာလူကတော့ပညာရှိလို့ဒီလိုပြန်လိုက်တာပေါ့နော်ပညာဆိုတာအရာရာကိုခွဲခြားသိမြင်တဲ့အသိပညာမျိုးအရာရာကိုသိတတ်တဲ့ခွဲခြားသိတတ်တဲ့ပညာမျိုးပိုင်းပိုင်းခြားခြားသိတတ်တဲ့ပညာကိုပညာလို့ခေါ်တာအဲ့ဒီပညာဟာသူတဏ္ဍာမှာရှိတယ်လို့အဲ့ဒါကြတော့ပန္တိတပညာမရှိတဲ့ဟာကြတော့ဘာလအဲ့တော့လူဆိုးလူမိုက်ဆိုတာဟာပန္တိတဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဆန့်ကျင်ပဲလို့ဒီလိုမှတ်ရမယ်ပေါ့ကောင်းပြီဒါဘာလနဲ့ပတ်သက်တဲ့လူဆိုးလူမိုက်ရဲ့အဓိပ္ပာယ်ကဒီလိုရှိတယ်ပေါ့အဲ့ဒီလူဆိုးလူမိုက်ဟာယမယခအတ္တပညာတွေတတ်လို့အတ္တပညာတွေသင်ထားတယ်ဆိုပါစို့အတ္တပညာဆိုတဲ့နေရာမှာလက်မှုပညာပေါ့လက်မှုပညာတစ်ခုခုသင်ထားမယ်ဘယ်လိုလက်မှုဖြစ်တုံဆိုရင်စဉ်းစားကြည့်ပေါ့လူဆိုးကလေးများပြစ်တတ်တယ်တဏှတ်ပြစ်တတ်တယ်ဆိုလို့ရှိရင်လူဆိုးလက်ထဲရောက်နေတဲ့တဏှတ်အန္တရာယ်ကြီးတစ်ခုဖြစ်သွားတယ်ညာနဲ့ပြစ်တတ်တယ်ဆိုရင်သူ့တဏ္ဍာမှာရှိနေတဲ့လက်နဲ့ဟာအကောင်းမဖြစ်ဘူးဥပမာမဲ့လူတော်လူကောင်းရဲ့လက်ထဲမှာရှိတဲ့ဓာတ်ဟာလူသုံးပစ္စည်းတစ်ခုကိုဖန်တီးပေးနိုင်တယ်နော်တစ်ပင်တွေဝါပင်တွေလှအောင်လုပ်ပေးနိုင်တယ်လိုအပ်တဲ့အချက်တွေကိုဖြည့်ဆည်းပေးတယ်လူမရဲ့လက်ထဲဓာတ်ရောက်သွားပြီဆိုရင်အဲ့ဒီဓာတ်ကတော့အန္တရာယ်ကြီးဖြစ်သွားပြန်တယ်ပေါ့အဲ့ဒါလိုပဲသူကလူမိုက်တတ်ထားတဲ့ပညာတစ်ခုဟာသူ့ကိုယ်သူဖြည့်ဆည်းဖို့အများပျက်စီးဖို့ဒီလိုဖြစ်တတ်တယ်တဲ့အဲ့ဒီအဓိပ္ပာယ်ကိုလည်းပဲမြတ်စွာဘုရားကဟောထားတာရှိတယ်လူမိုက်တွေတတ်ထားတဲ့အတ္တပညာတစ်ခုဟာတဲ့သူ့ကိုယ်သူဖြည့်ဆည်းဖို့ပဲအများကိုဒုက္ခပေးဖို့တတ်ထားတာဖြစ်နေတယ်ယာဝဒေဝယာဝဒေဝအနတ္ထာယညတ္တံဘာလတ္တသာယတိခေါဏကဘာလလူဆိုးဘာလဆိုတဲ့လူဆိုးလူမိုက်ရဲ့တတ်ထားတဲ့ပညာရတစ်ခုဟာတဲ့ယာဝဒေဝအနတ္ထာယသူ့လည်းအကျိုးမဲ့ဖြစ်ဖို့ကြံတဲ့ပုဂ္ဂိုလ်တယောက်လည်းအကျိုးမဲ့ဖြစ်ဖို့ပဲတက်တက်ပဲဖြစ်တယ်တဲ့ဘာမှကောင်းကျိုးချမ်းသာကိုဆောင်ကျဉ်ပေးမှာမဟုတ်ဘူးတဲ့သူအတတ်ပညာမိုက်ပြီဆိုလို့ရှိရင်လှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားမသိဘူးဘယ်လိုလုံးရမယ်ဆိုတဲ့နီလန်းကိုလည်းမသိဘူး50တဲ့ပါတဲ့ဇလန်းကလေးတွေရှိတယ်တာမီ2ယောက်ဆံဖို့နေတယ်ဆံဖို့နေတဲ့အခါကျတော့မက်ကြီးတစ်ကောင်ကအမေရဲ့ခေါင်းကိုလာကိုက်တဲ့အခါကျတော့လက်မအားလို့ငါသမီးငါကောင်းမှမက်ကြီးကိုက်နေတယ်မောင်းလိုက်စမ်းပါလို့ဆိုတော့ဘာလို့တော့အနန္တရှိတဲ့ဂျပွေးနဲ့အဲ့ဒီငါအမေကိုက်ရမလားလို့ဆိုပြီးတော့မက်ကိုခေါင်းမှနားနေတယ်ကိုက်နေတဲ့မက်ကိုဂျပွေးနဲ့ထူတော့မက်ကတော့ပြန်သွားတာပေါ့သေတာကအမေဖြစ်ပြီးတော့မှခြုံခြုံချငိုတယ်ကဲစဉ်းစားတာကြည့်ပေါ့နော်တတ်တာကမက်သေတာကအမေဖြစ်သွားတယ်မောင်းလိုက်စမ်းမဟဲ့ဆိုရင်ဒီလိုမောင်းရမှာ तू မသိတာကိုကြည့်ဒီမောင်းတုံးနဲ့ကောက်ပြီးတော့ချက်ပွေးနဲ့ကောက်ပြီးတော့ထုလိုက်လို့ရှိရင်ငါအမေသေသွားလိုက်မယ်လို့ तू မသိဘူးကိုက်ရကောင်းလားဆိုပြီးတော့မှက်ကိုထုတာပဲထုတာအဲ့ဒါမျိုးဟာဒါမိုက်တယ်လို့ပြောတာနော်ပြောကြတယ်လူတွေကလည်းဟဲ့မိုက်လိုက်တာဒီလိုလုပ်ရတာမဟုတ်ဘူးမိုက်လိုက်တာဆိုတာမသိလိုက်တာလို့ပြောတာပဲအဲ့ဒါလိုပဲ50ဇက်ထဲမှာခြေရွာတရွာကလူတွေရွာပတ်ဝန်းကျင်မှာတောအုပ်တွေခြုံမုတ်တွေရေမြောင်းတွေရှိတော့ချင်းနေပေါ်တယ်ခုခေတ်လိုလဲချင်းစေးဖြန်းတာတို့ဘာတို့ဒီလိုမရှိသေးဘူးပေါ့ချင်းနေကြိုက်တဲ့အခါကျတော့ကဲတို့ဘာလုပ်မလဲဒီချင်းတွေကိုစစ်စင်ရေးလုပ်မယ်ပေါ့နော်ချင်းနဲ့စစ်တိုက်ကြမယ်ချင်းနဲ့စစ်တိုက်တဲ့အခါကျတော့ဘာလုပ်လဲလို့ဆိုလို့ရှိရင်ချင်းနေတောတဲ့သွားချင်းတွေကလူတွေလာကြိုက်
အဲ့ဒီချင်းတွေကိုမြားနဲ့ပြစ်မယ်ဆိုပြစ်လိုက်ကြတာတယောက်တယောက်ပဲချင်းနားနေတဲ့လူတွေကိုမြားနဲ့ပြစ်တဲ့အခါကျတော့ချင်းကတော့ပြန်သွားတာပေါ့သေတာလူတွေသေးကုန်ကြဟောအဲ့ဒါလို့မိုက်ထာမျိုးဟာဒါဘာလားလို့ပြောတာအဲ့ဒါကြောင့်မို့လို့သူတို့တတ်တဲ့အတတ်ပညာတစ်ခုဟာအကျိုးမဲ့ကိုဖြစ်ပေါ်စေတဲ့အတတ်ပညာတွေကြီးပဲလို့မြတ်စွာဘုရားပြောတာယာဝဒေဝအနတ္ထာယညတ္တံဘာလတ္တသာတိဘာလတ္တညတ္တံလူမိုက်သိတဲ့အသိပညာဟာယာဝဒေဝအနတ္ထာယအကျိုးမဲ့ဖြစ်ဖို့ပဲမကောင်းကျိုးဖြစ်ဖို့လာဖို့ပဲဖြစ်တယ်ဟန္တိဘာလတ္တသုတ်ကံတံမௌဒ္ဓမတ္တဝိပတ္တယကောင်းတဲ့စိတ်ဓာတ်ကလေးတွေဖြူစင်တဲ့အပိုင်းလေးတွေကိုဖြည့်ဆည်းပစ်တယ်ဆိုလိုတာကလူမိုက်လှုပ်လိုက်လို့ရှိရင်ပြဿနာနဲ့ကြီးပဲနောက်ထပ်ကောင်းတာတစ်ခုမှဖြစ်မလာဘူးအသိပညာဆိုတဲ့ဥထိတ်ဟာလေကြေမွသွားတယ်ဉာဏ်ပညာမရှိတဲ့အတွက်ကြောင့်မှားယွင်းသွားတယ်ဒီလိုဆိုလိုတာအဲ့ဒါဘာကြောင့်ဒါကိုဟောရတော့လို့ဆိုတော့ရှင်းတော့ကကြောက်စိတ်ခဲပြစ်တဲ့အတတ်တဲ့လူတယောက်ရှိတယ်အဲ့ဒီလူတယောက်ဟာအင်မတန်ကြောက်စိတ်ခဲလေးတွေကင်ပြီးတော့သူ့လက်ထဲမှာကြောက်ခဲသေးသေးလေးတွေကင်ပြီးတော့ဆန်းဆန်းကျက်တဲ့တည့်ရက်ကလေးတွေကိုပုံစံအမျိုးမျိုးပေါ်အောင်သူကပြစ်ဖောက်နိုင်တယ်သူစွမ်းရည်တတ္တိကကြောက်စိတ်ခဲပြစ်တာအလွန်ကိုပညာပါတယ်ပေါ့အဲ့ဒီလူကဟိုဒီမသွားနိုင်ဘူးဒါကြောင့်မို့လို့သူဆွန့်လို့ခေါ်တယ်သူဆွန့်ဆိုတာသူများခြိပွေ့ပြီးတော့သွားမှခုခေတ်မှာဆိုလို့ရှိရင်ပိုလီယိုယောဂသမားလို့ပေါ့နော်ခြေတော့ကဟိုဒီမလှမ်းနိုင်တဲ့ပုဂ္ဂိုလ်ကိုယ့်ကိုယ်မသွားနိုင်တဲ့ပုဂ္ဂိုလ်ဒုက္ခိတပေါ့ဒါပေမဲ့သူကလက်တန်တယ်ခဲလေးတွေကင်ပြီးတော့ပြစ်လိုက်တဲ့အခါသူကတက်အောင်ပြစ်နိုင်ဒါသူပညာပဲတနေ့ကျတော့ဘုရင်ကြီးကစကားများတဲ့ပုံနာကြီးတယောက်နာကြီးနို့ဒီသူဆုံးကိုအကူကြီးတောင်းတယ်မင်းဒီလူစကားများလောင်းကြီးတယ်သူပါဇက်ပေါက်ပိတ်အောင်မင်းလုံနိုင်မလားလို့ဆိုသူကပြောတယ်စိတ်ချီးတစ်ပိဿာလောက်ရရင်ရပါတယ်တဲ့အလုံးသိကြတယ်စိတ်ချီးဆိုအလုံးကလေးတွေပဲနော်အဲ့ဒီစိတ်ချီးတစ်ပြည်သားလောက်ရရင်သူလုပ်ပေးပါမယ်လို့ပြောအဲ့တော့ဘယ်လိုလုပ်ထားတော့ဆိုဘယင်ကြီးစီအဲ့ဒီပုံနာကြီးလာတဲ့အခါကျတော့သူ့ပါဇက်ပေါက်နဲ့ချိန်ထားပြီးတော့လိုက်ကာလေးတစ်ခုချိန်ထားတယ်အပေါက်ကလေးတစ်ပေါက်ဖောက်ထားတယ်သူ့ပါဇက်ပေါက်နဲ့တဲ့တဲ့နေရာတစ်ဖက်ကအဲ့ဒီကြောက်စိတ်ခဲပြစ်တတ်တဲ့သူဆောင်းကတစ်ဖက်ကထိုင်းနေမယ်ဟိုပုံနာကြီးကစကားပြောမယ်ပါဇက်ဟလိုက်တာနဲ့အဲ့ဒီအပေါက်ကနေပြီးစိတ်ချီးတုံတုံပြစ်ထက်အောင်သူကစိတ်ချီးလေးတွေပြစ်ထက်အောင်အဲ့ဒါနဲ့သူကလည်းပါဇက်ကိုဖွင့်လိုက်တာနဲ့တပြိုင်နက်သူများပြောခွင့်မရှိဘူးအဲ့ဒီပုံနာကြီးရောက်လာပြီးဘယင်းရှက်သူလည်းပါဇက်ဟားလိုက်ရောတခွန်းပြောလိုက်တလုံးပြစ်ထည့်လိုက်တခွန်းပြောလိုက်တလုံးပြစ်ထည့်လိုက်အဲ့ဒါလို့သူကလည်းစကားအလွန်ပြောချင်တာစိတ်ချီးပါဇက်ထဲရောက်လာစကားပြောပြတ်မှဆိုလို့မျိုးမျိုးချစိတ်ချီးတပြီသားသာကုံသွားရောသူစကားပြောမရဘူးဘယင်းကြီးကအဲ့တော့ပြောရတယ်ဆရာစိတ်ချီးတပြီသားဗိုက်ထဲရောက်သွားပြီးတော့ဝန်းတို့စိတ်လေးပါလေးတောက်ပြီးတော့ဗိုက်ထဲကစိတ်ချီးတွေထုတ်လိုက်အောင်လို့ပြောရတယ်အဲ့ဒီနောက်မှာတော့သူအရှက်ရသွားပြီးတော့စကားသိမ့်မပြောတော့ဘူးနော်အဲ့ဒီသူဆွန့်ရဲ့အတတ်ပညာလည်းဘလောက်ကောင်းလို့ပါဇက်ဟရင်အញ្ញပြစ်သွင်းနိုင်တယ်သူကထွေးထုတ်လို့မရတော့အောင်ပြစ်သွင်းလိုက်တာအကောင်နဲ့ရောက်တော့မျိုးချဖို့ပဲရှိတော့တာပေါ့စိတ်ချီးလေးတွေကလည်းဆေးလုံးလေးတွေလိုပဲဒီပဲစားလည်းအတော်ပဲဆိုမျိုးမျိုးချမြေပဲဆန်လေးတွေလောက်ရှိမှာပေါ့နော်အဲ့ဒါနဲ့လူတယောက်ကအဲ့ဒီတက်ပညာကိုသဘောကျတယ်သဘောကျလို့အဲ့ဒီသူဆွန့်စီသွားပြီးတော့သင်တယ်ပေါ့ဆရာဒီပညာသင်ပေးစမ်းပါလို့ဆိုတော့ဟိုကမင်းမသင်ပါနဲ့တဲ့ဘာလို့သင်မှာတော့သင်မပေးကြုံနောက်ဆုံးကြတော့သူ့ကိုငွေကြီးငယ်ပြုပြီးတော့သူသဘောကျလောက်အောင်လုပ်ပြီးတော့တောင်းပန်တိုးရှိုးတဲ့အခါနောက်ဆုံးကြတော့ခွင့်ပြုလိုက်တယ်သင်ပေးလိုက်တယ်သင်ပေးလိုက်တော့ကဲပညာရက်တွေအကုန်လုံးတတ်သွားပြီဆိုတော့မင်းပညာတွေစုံပြီ
ပညာသွားပြီးတော့စမ်းပြီတော့ဆိုတော့ तू ကတတ်တာပညာပဲသွားစမ်းရမလို့မင်းတိရစ္ဆာန်တွေဘာတွေသွားမစမ်းနဲ့တိရစ္ဆာန်တစ်ကောင်သေလို့ရှိရင်အဲ့ဒီခေတ်ကဝိတရားဒဏ်တက်ခံရမယ်လူလဲသွားမစမ်းနဲ့လူသွားစမ်းလို့လူသေးလို့ရှိရင်မင်းငွေ1000ဒဏ်တက်မယ်ဒဏ်ရိုက်ခံရလိမ့်မယ်အဲ့တော့ဆရာကအကြံပေးလိုက်တာမင်းကလေးကချေသမားတယောက်စမ်းကြည့်ပေါ့ကွာအမေဖေမရှိတရားစွဲမဲ့လူမရှိတဲ့ကလေးကချေဘယ်မှမသိသူကမှတရားမစွဲမဲ့ပုဂ္ဂိုလ်မျိုးသွားစမ်းလို့ဆိုတော့သူကစဉ်းစားလိုက်တာကလေးကချေလိုက်ရှာလိုက်တဲ့အခါကျတော့နေ့စဉ်ဖန်ဝါစင်မြန်သင်္ကန်းကြီးဝတ်ပြီးတော့ဖိုင်ရည်ဆုံးတဲ့အဝတ်ကြီးဝတ်ပြီးတော့သပိတ်ကြီးပိုက်ပြီးဆုံးခံလာနေတယ်တောထဲမှာတပါးတည်းနေတယ်ပစ္စေကဗုဒ္ဓသူကတော့အမေလည်းမရှိဘူးဖေလည်းမရှိဘူးသူတောထဲနေတာသူကတော့ကလေးကချေပဲသူအမေလည်းမရှိဘူးဖေလည်းမရှိဘူးသူစမ်းမှာပဲလို့ဆိုပြီးပစ္စေကဗုဒ္ဓကြွလာတဲ့အခါပညာစမ်းတဲ့အနေနဲ့ဘယ်နားကနေပြီးတော့နားပေါက်ထဲဝင်အောင်ပြစ်လိုက်တာခဲလေးချွန်ထက်တဲ့ခဲလေးကိုကင်ပြီးတော့ဘယ်နားပေါက်လိုက်ပြစ်လိုက်တာဟိုဘက်နားထီအောင်ပေါက်သွားတယ်လို့ပြောတာအဲ့ဒါနဲ့ပဲပစ္စေကဗုဒ္ဓအရှင်များယောဂဝေဒနာကြီးကျယ်ဖြစ်ပြီးတော့ပြိဋိဘံစံသွားရှာအဲ့ဒါလို့ပြိဋိဘံစံသွားတော့လူတွေကကိုယ်ဝယ်စိတ်ကနေတဲ့လူတွေကပစ္စေကဗုဒ္ဓပြိဋိဘံစံနေဆိုနားထဲမှာခုနကဒဏ်ရာနဲ့တွေ့လူတွေအုံတယ်ပေါ့လေပစ္စေကဗုဒ္ဓကိုပြိဋိဘံစံသွားတော့တကြိုကြမလို့လုံးတော့လူတွေစုဝေးရောက်လာတဲ့အခါမှာသူကပြောတာဒါငါလက်တက်ဆန်းလိုက်တာပေါ့သူမနဲ့မျိုးတဲ့ဆွမ်းခံလာတော့ငါလက်တက်ဆန်းလိုက်တာနားပေါက်ထဲကိုခဲလေးတစ်လုံးပြစ်ထည့်လိုက်တာဟိုဘက်နားထွက်သွားတယ်တဲ့သူတို့ပညာလည်းအတော်အားစရာကောင်းတယ်မြတ်စွာဘုရားလက်ထက်တုန်းကလည်းပဲဒီလိုပဲယဟန်နှစ်ပါးဆွမ်းခံသွားရင်ကမ်းခြေတစ်ခုကနေဖြတ်သန်းသွားလိုက်တဲ့အခါကျတော့ကောင်းကင်ယံမှာဟင်းသာခုခေတ်ဝမ်းဘဲတွေပေါ့တောဘဲခေါ်တာပေါ့အဲ့ဒီဟင်းသာနှစ်ကောင်ကပြန်လာဟင်းသာဆိုတာအမြဲတမ်းသူကအတွဲလိုက်လေးနေတယ်ဟင်းသာနှစ်ကောင်ပြန်လာတဲ့အခါကျတော့အဲ့ဒီယဟန်နှစ်ပါးထဲမှာတစ်ပါးကကြောက်စိခဲပြစ်တတ်တဲ့အတတ်ရှိတယ်သူအတက်တတ်တာတော့သူကဘာပြောလို့ဆိုအဲ့ဒီဟင်းသာနှစ်ကောင်မှာတဲ့ငါဟင်းသာနှစ်ကောင်ဒီမျက်လုံးတစ်ဖက်ကနေပြီးဟိုဘက်မျက်လုံးတစ်ဖက်ဒီဟင်းသာတစ်ကောင်ကိုသူပြစ်ချပေးနိုင်တယ်ပေါ့ခဲနဲ့ဆိုတော့တပါးကိုရောမဖြစ်နိုင်ဘူးတဲ့အပြောမကြီးနဲ့အပြောမကြီးနဲ့မဟုတ်ဘူးငါဒီဘက်မျက်လုံးကပြစ်လိုက်ရင်ဟိုဘက်မျက်လုံးကထွက်သွားအောင်ငါပြစ်နိုင်တယ်လို့ပြောအဲ့ဒါလို့ပြောပြီးတော့သူကြိုက်တဲ့ကြောက်စိတ်ခဲလေးတစ်ခုကိုကောက်ခိုင်ပြီးတော့လက်ထဲမှာဆကြည့်ပြီးခဲလေးနှလုံးကောက်ကင်လိုက်ပြီးတော့ခဲတစ်လုံးကိုပြစ်တင်လိုက်တာခဲကဝှီးကနေဆိုပြီးတော့ဟင်းသာကောင်ရဲ့နောက်ကျောကနေဖြတ်သွားတော့ဟင်းသာကလန့်ပြီးတော့ဘာသာနှုံးဆိုလှဲ့အကြည့်လိုက်မှဒီဘက်ခဲတစ်လုံးကနောက်မျက်လုံးတစ်လုံးကိုပြစ်လိုက်တာသူပြောတဲ့အတိုင်းပဲမျက်လုံးတစ်လုံးကနေဖောက်ပြီးဟိုဘက်မျက်လုံးတစ်လုံးပေါက်ပြီးထွက်သွားပြီဟင်းသာဟာသူတို့ခြေရင်းမှာကောင်းကင်ယံကကြာလာတယ်ဟုတ်ဒါသူတို့ပညာရက်ကလည်းအဲ့ဒါလောက်ထိအောင်စွမ်းတယ်ပေါ့နောက်အဲ့ဒီယဟန်ကိုဝိုင်းကဲ့ရဲ့ရှုပ်ချပြီးတော့ဒါဟန္တဂါတကဝုထုစာရှိတယ်ပေါ့နော်မလောက်ရတဲ့အလုပ်ကိုလုပ်တယ်ပေါ့ဒီပညာရနဲ့ခုနကလူကလည်းပဲပိစိကဗုဒ္ဓကိုသွားပြီးတော့ငါလှုပ်တာလို့လဲသွားပြောလိုက်တာလူမိုက်ဆိုတော့လှုပ်တဲ့နာမလှုပ်တဲ့နာမသိဘူးသွားလှုပ်လိုက်တာပိစိကဗုဒ္ဓပြိဋိဘံဆံသွားတယ်သူလှုပ်တယ်လို့လဲလူကြားတယ်လဲပြောရောလူတွေကဒေါသတကြီးနဲ့သူ့ကိုဝိုင်းတတ်လိုက်ကြတာသေလဲသေရောအဝိဇ္ဇငရဲရောက်သွားတယ်ဒီအကုသိုလ်ကြောင့်အကုသိုလ်ကံဆိုတာကမနေဘူးလေတကယ်ပုဂ္ဂိုလ်မြတ်ကိုပြစ်မှားတာဖြစ်သည့်အတွက်ကြောင့်သေတာနဲ့အဝိဇ္ဇငရဲရောက်တယ်အဝိဇ္ဇငရဲကလွတ်လာတဲ့အခါကျတော့ဘာဖြစ်တုံဆိုရင်ဒါဆိုကြပြည်နားမှာလာပြီးတော့သူကပြိတ္တာကြီးတစ်ကောင်ဖြစ်တယ်အဲ့ဒီပြိတ္တာကြီးတစ်ကောင်ကဘယ်သွားကောင်းကင်ယံကတူကြီးတွေကသူ့ခေါင်းပေါ်မှာဒုံလုံးနဲ့ထုနေတူကြီးတွေခေါင်းပေါ်မှာကြာလာတာမြည်ရဲနဲ့အဲ့ဒါလို့တကောင်းလုံးအထုခံနေရတဲ့ဟာမျိုးသွားပြီးတော့ဖြစ်တယ်ဆိုလိုတာကလူမိုက်ဟာဘလို့တတ်ပညာတတ်တာကောင်းတဲ့အကျိုးစီးပွားကိုမရဘူးခုနတုန်းကအတတ်ပညာတတ်လို့စကားများတဲ့ပုံနာကြီးရဲ့တ
ပါဇက်ပိတ်အောင်လုံးနိုင်တဲ့လူကတော့စုတွေရတယ်နော်စနစ်တကျအသုံးချတတ်တဲ့လူကတော့စုတွေရတယ်ဟိုလူကတော့ပိစိကဗုဒ္ဓတတ်မိလို့ငရဲလေကြတယ်နောက်ဆုံးပြိတ္တာကြီးလည်းဖြစ်တယ်ဆင်းရဲဒုက္ခတွေခံရတယ်တဲ့ဒါဘာလဆိုတာမြတ်စွာဘုရားကဘာလနဲ့ပတ်သက်ပြီးတော့ဟောထားတယ်ဘာလဆိုတာဘယ်လိုပုဂ္ဂိုလ်လဲဆိုးတယ်မိုက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကဘာလဲဆိုဆိုးတယ်မိုက်တယ်ဆိုတာဘာကိုကြည့်ပြီးပြောတာလဲလို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားကဘာလရဲ့တွင်ပြင်လက္ခဏာလူဆိုးလူမိုက်ရဲ့တွင်ပြင်လက္ခဏာ၃မျိုးရှိတယ်တဲ့အဲ့ဒီ၃မျိုးကဘာလဲလို့ဆိုရင်ဒုစိတ်တိတစိတ်တိဘယ်တော့မှစိတ်ကူးကောင်းတာဘယ်တော့မှမကူလူတကာဒုက္ခပေးမဲ့စိတ်ကူးပဲကူးတယ်အကောင်းဘယ်တော့မှစိတ်မကူးအများဒုက္ခရောက်မဲ့စိတ်ကူးမျိုးတွေစိတ်ကူးတယ်ဟောအများဒုက္ခဒီကနေ့ခေတ်မှာလည်းရှိတာပဲဒါတွေကအများဒုက္ခရောက်မဲ့ဟာတွေကိုလှုပ်တာတယ်လေအဲ့ဒါလို့မကောင်းတဲ့အတွေးတွေမကောင်းတဲ့စိတ်ကူးမှုတွေစိတ်ကူးတဲ့ပုဂ္ဂိုလ်ဟာအများဒုက္ခဖြစ်ဖို့စိတ်ကူးတဲ့ပုဂ္ဂိုလ်တွေကဒါဘာလပဲတဲ့အဲ့ဒါကိုကြည့်ပြီးတော့ဒီပုဂ္ဂိုလ်ကလူဆိုးလူမိုက်လို့သတ်မှတ်ရတယ်နောက်တစ်ခုစကားကပြောတဲ့အခါမှာလည်းပဲအကောင်းဘယ်တော့မှမပြောဘူးတဲ့အများကောင်းကျိုးချမ်းသာရစေတတ်တဲ့စကားမျိုးမပြောဘူးလူတကာဒုက္ခရောက်မဲ့စကားမျိုးတွေကြီးပဲပြောတယ်ကိုတိလက်ရောက်လှုပ်တဲ့အခါမှာလည်းပဲဒုက္ကတကမ္မကာရီမကောင်းတဲ့အလုပ်ကိုပဲလှုပ်တယ်ဒါလူမိုက်ရဲ့သင်္မြင်လက္ခဏာ၃မျိုးပါမကောင်းတာကြံတယ်မကောင်းတာပြောတယ်မကောင်းတာလှုပ်တယ်လှုပ်ပြီးသည့်အတွက်ကြောင့်ကိုလှုပ်တဲ့လှုပ်ရအတွက်ပြန်ပြီးတော့သူကဒုက္ခရောက်တယ်ပူပန်ဆင်းရဲဒါမှမကောင်းတာလှုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဣရတပတိလှုပ်နေတဲ့အချိန်အခါမှာလည်းပဲဒုက္ခရောက်တယ်ဒီဘဝမှာလည်းဒုက္ခရောက်တယ်ပစ္စတပတိပူပန်ရတယ်နောက်ဘဝမှာလည်းပဲသူကပူပန်ရတယ်ပါပကာရီဥပယထတပတိမဟုတ်တာလှုပ်တဲ့ပုဂ္ဂိုလ်တယောက်ဟာဒီဘဝမှာလည်းပူပန်ရတယ်ဆင်းရဲရတယ်နောက်ဘဝမှာလည်းပူပန်ရတယ်ဆင်းရဲရတယ်ကြည်လေခုနကပိစိကဗုဒ္ဓကိုသွားပြီးတော့ကြောက်စိတ်ခဲနဲ့ပြစ်ပြီးတော့ပိစိကဗုဒ္ဓပြိဋိဘံဆံသွားအောင်လုပ်တဲ့ပုဂ္ဂိုလ်ဟာဒီဘဝမှာလည်းအထောင်းထုအသက်ဖြတ်ခံရသေးတယ်တည်သွားတဲ့အခါလည်းငရဲရောက်တယ်ငရဲလွတ်တဲ့အခါလည်းပြိတ္တာကြီးဖြစ်ပြီးဒုက္ခရောက်ဟောသူ့လုံရက်ကလေးကြောင့်သူဒုက္ခရောက်နေတာနော်အဲ့ဒါကြောင့်မို့လို့ဘာလဆိုတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီပုဂ္ဂိုလ်မျိုးပဲတဲ့နော်ကောင်းတာတစ်ခုမှမဖြစ်ဘူးပြီးတော့ဘာလဟာသူလုံးသမျှဒုက္ခပေးတာဖြစ်သောကြောင့်သူကတော့သူ့ကိုယ်သူကိုသူ့အတွက်အကျိုးရှိလိမ့်မယ်လို့ထင်တယ်ဒါပေမဲ့သူ့ရဲ့လောက်ရက်တွေဟာသူ့ရဲ့ရန်သူတွေကြီးပဲအကုန်လုံးဘာလို့ဘာပြောသူပြောသမျှသူလုံးသမျှကိစ္စတွေဟာသူ့ရန်သူပဲတစ်ချိန်ကြာလို့ရှိရင်သူ့ရဲ့လောက်ရက်တွေကသူ့ကိုပြန်ပြီးတော့ဒုက္ခပေးသွားမှာအဲ့ဒီလိုဘာလာမျိုးကရှိတယ်လောကမှာလူဆိုးလူမိုက်ဆိုတာကောင်းပြီအဲ့ဒီလူဆိုးလူမိုက်ဆိုတာဟာတခါတရံကျတော့မိုက်ပြီဆိုတဲ့ကောင်ကပညာသင်ပေးလို့မရအောင်မိုက်တဲ့ကောင်ရှိတယ်ဆိုးတဲ့ကောင်ကလည်းပြင်ပေးလို့မရတော့ဆိုးတာရှိတယ်လူဆိုးလူမိုက်အမေဖေကလည်းပြင်လို့မရဘူးဆရာသမားတွေကလည်းပြင်လို့မရဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်နော်ဘလောက်အမေမိဘကောင်းဆရာသမားကောင်းတွေ့ပေမဲ့လို့သူကဘယ်တော့မှကောင်းတဲ့ဘက်ကိုပြောင်းလဲမလာတဲ့လူဆိုးကရှိသေးတယ်လူဆိုးလူမိုက်အဲ့ဒါကိုမြတ်စွာဘုရားကဘာနဲ့ဥပမာပေးတော့ဆိုဟင်းမွေရောင်းမနဲ့တူတယ်တဲ့ဒီကောင်ဟုတ်တယ်ပေါ့ဟင်းမွေနေတဲ့ရောင်းမကြီးကဘယ်တော့မှချင်းတယ်လည်းပြောတာမရှိဘူးငန်တယ်လည်းမပြောဘူးခါတယ်လည်းမပြောဘူးအမြဲတမ်းသူဟင်းအိုးမျိုးစုံသူမွေးနေရတာဒါပေမဲ့ချိုးချင်းငန်ဆက်ဆိုတာသူဘာတကူမှမသိဘူးနော်အမြဲတမ်းပေါင်းနေပြီပဲလို့သူကမသိဘူးဘာလာဟာလည်းပဲဘယ်လိုမိကောင်းဆွေကောင်းဆရာကောင်းသမားကောင်းနေနဲ့ပေါင်းဟင်းမွေရောင်းမကြီးလို့ပဲအကောင်းအဆိုးဘာမှမသိဘူးတဲ့ပြင်လို့မရတဲ့ဒုဆိုးလူမိုက်ဆိုတာရှိသေးတယ်ဒါကြောင့်မလို့မိမိတို့ကိုယ်တိုင်လူမိုက်ဆိုတာမဖြစ်ဖို့ပေါ့နော်လူမိုက်မဖြစ်ဘူးဆိုတာလူဆိုးလည်းပဲဖြစ်အောင်အသိဉာဏ်နဲ့အသက်မွေးရမယ်မြတ်စွာဘုရားကပညာဇီဝေဇီဝိတမဟုတ္တံ
လူဘဝရလာတယ်ဆိုလို့ရှိရင်အသိပညာနဲ့အသက်မွေးရမယ်တဲ့အသိပညာနဲ့အသက်မွေးတာဟာအကောင်းဆုံးပဲအရာရာမှာအကောင်းဆုံးအကြောင်းကျိုးစဉ်းစားဆင်ခြင်ပြီးတော့နေထိုင်ရမယ်ဒါကြောင့်မလို့တရားနာကြရတယ်ဆရာသမားတွေရဲ့အဆုံးအမကိုခံကြရတယ်စာပေကျမ်းဂန်တွေဖတ်ရှုကြရတယ်လေ့လာကြရတယ်ဆုံးမဩဝါဒတွေနာယူကြရတယ်ဘာဖြစ်လို့တော့အခုလိုလူဆိုးတို့လူမိုက်တို့ဘဝကလွတ်ကျွတ်အောင်လို့ဒီလိုပြောတာနော်အသိဉာဏ်ရှိလာလေလူမိုက်ဘဝကလွတ်လေလူမိုက်ဘဝကလွတ်လေလူဆိုးဆိုတာမဖြစ်လာတော့ဘူးပေါ့လူဆိုးဆိုတာမဖြစ်လာတော့ဘူးဒီလောကမှာလူတွေကအဆိုးအကောင်းတို့အကျိုးအကြောင်းတို့နားမလဲတော့ဘူးဆိုလို့ရှိရင်လူဘဝရတဲ့အခါမှာဘာတွေနဲ့အသုံးချတတ်တုံးလူတွေကလူရဲ့စိတ်ဟာပပတ္တမိန်ရမတိမနောလို့ဆိုတဲ့အတိုင်းလူရဲ့စိတ်ဟာမကောင်းတဲ့အလုပ်တွေပေါ်မှာမွေးလျော်တယ်ပြောပိုက်တယ်ဥပမာဆိုတော့တရားနာလာဖို့ရနဲ့ပွဲကြည့်သွားဖို့ရပေါ့ဒီနှစ်ခုပဲရှင်းကြည့်ပေါ့ပွဲကြည့်သွားဖို့ကြတော့လွယ်လွယ်ကူကူသွားနိုင်တယ်ဘာလို့ရှိစိတ်ကိုကလေဒါလူတိုင်းတော့မတူဘူးပေါ့တပည့်တော်တို့ကတော့ပွဲမကြည့်ပါဘူးတရားပဲနာတာပါဆိုတဲ့လူလည်းရှိမှာပေါ့ဒါတော်တော်လေးပြုပြင်ထားလို့ကောင်းလာတဲ့သဘောပဲကိုယ့်ကိုယ်ကျင့်တတ်အားရမှာပဲနော်ကိုဒါဒီဘဝတည်းပြုပြင်ထားတာဟုတ်ချင်မှာဟုတ်ဘဝကကြိုက်လာလို့နော်ကောင်းတဲ့စိတ်ဓာတ်တွေမွေးလာလို့ဒီလိုဖြစ်တယ်တာမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ပွဲကြည့်ဖို့နဲ့တရားနာဖို့ဆိုလို့ရှိရင်ပွဲကြည့်ဖို့ပဲစိတ်ပါဖို့ရှိတယ်တရားနာဖို့ဆိုတာအလွန်ခဲနေပေါ့အလွန်ခဲနေဘာဖြစ်လို့ခဲနာတော့လို့မေးလို့ရှိရင်ပပတ္တမေရမတိမနောလူဘဝဆိုတာလူတွေရဲ့စိတ်ဆိုတာမကောင်းတဲ့ဘက်ပဲအကျင့်ကြီးပါနေတာလွယ်တယ်လေရေစုံနဲ့ရေဆံဘယ်ဟာလွယ်တုံးဆိုလို့ရှိရင်ရေစုံရတာလွယ်လေးပဲအသာပြီးတက်ကလေးတင်ပြီးတော့လေပေါ်မှာထိုင်လိုက်သူကသူပြောတော့မှာပဲရေဆံတက်ကြတော့အဲ့လိုလုံးလို့မရဘူးတက်ချက်ရက်လို့မရဘူးပြန်မျောသွားတယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့တရားကောင်းတဲ့အလုပ်တွေဆိုတာရေဆံနဲ့အလားတန်တူတယ်အမြဲတမ်းလှော်ခတ်နေရတယ်အမြဲတမ်းကြိုးစားအထုတ်နေရကြိုးစားအထုတ်မှုမရှိဘဲနဲ့သူ့ဘာသူတော့ဖြစ်မလာဘူးလို့ဒီလိုပြောတာနော်အေးလောကမှာလူရလို့ဖြစ်လာတဲ့အခါကျတော့အလွယ်လန်းကိုလိုက်ကြတယ်အပျော်လန်းကိုလိုက်ကြတယ်ရေစုံလန်းကိုလိုက်ကြတယ်ရေဆံလန်းကိုမလိုက်ဘူးပျော်ရာကိုရှာကြတယ်တော်မဲ့ရာကိုမစင်စားဘူးတော်ရာကိုစဉ်းစားပြီးလှုပ်တဲ့လူဆိုတာလက်တဆုပ်စာလေးရှိတာနော်ကဘာမှာလူဦးရေမြောင်များစွာရှိတဲ့ထဲမှာစဉ်းစားကြည့်အနည်းငယ်လေးတင်ရှိတာအနည်းငယ်လေးပဲရှိတယ်အဲ့ဒီမှာလောကမှာလူဆိုတာကောင်းတာလဲလုံးမိတာရှိတယ်မကောင်းတာလဲလုံးမိတာရှိတယ်တန်တရားမှာတခါတခါစိတ်ကောင်းလေးဝင်လို့ကောင်းတာတွေကိုလုံးလိုက်ကြတယ်စိတ်ဆိုးစိတ်မိုက်ဝင်လိုက်တဲ့အခါမကောင်းတာတွေလုံးမိတယ်ပရိစ္ဆေသမုပ္ပါဒ်မှာမြတ်စွာဘုရားဟောထားတာရှိတယ်အဝိဇ္ဇာပစ္စယသင်္ခါရတဲ့အဝိဇ္ဇာဆိုတာမသိမှုတွေမသိတာဘာလို့ဆိုအမှန်တရားကိုမသိတာလုံးတင်တာကိုမသိတာမလုံးတင်တာကိုမသိတာလုံးတင်တာနဲ့မလုံးတင်တာခွဲခြားမသိရင်ဒါဘာဖြစ်တယ်လုံးတင်တာကိုမလုံးတင်ဘူးလို့ထင်မယ်မလုံးတင်တာကြတော့လုံးတင်မယ်လို့ထင်တယ်အဲ့ကြတော့လုံးတယ်ဒါသဘာဝပဲလုံးတင်မလုံးတင်မသိဘူးကိုထင်တဲ့အတိုင်းလုံးလိုက်တယ်အဲ့ဒါလိုပဲအဝိဇ္ဇာရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာကုသိုလ်လည်းတစ်ခါလှုပ်လိုက်တာလှုပ်တဲ့နဲ့ထင်လို့လှုပ်တာလည်းရှိတယ်အကုသိုလ်လည်းလှုပ်လိုက်တယ်လှုပ်တဲ့နဲ့ထင်ပြီးတော့လှုပ်တာကုသိုလ်ကြတော့လှုပ်တဲ့နဲ့မထင်လို့မလှုပ်ဖဲနေတာလည်းရှိတယ်ဥပမာဘာနဲ့တူတုံးဆိုလို့ရှိရင်မျက်စိနှစ်ကွင်းအလင်းမရတဲ့လူတယောက်ဟာခီးသွားတဲ့အခါကျရမယခါချောလို့သူသွားတဲ့လမ်းလေးကဖြောင်းတဲ့အခါဖြောင်းသွားတယ်မဖြောင်းတဲ့အခါလည်းမဖြောင်းဘူးတဲ့ဒါဝိသုဒ္ဓိမက်မှာဒီဥပမာလေးပေးထားတယ်လမ်းညွန်ပြမဲ့ပုဂ္ဂိုလ်မပါတဲ့မျက်စိနှစ်ကွင်းအလင်းမရတဲ့ပုဂ္ဂိုလ်ဟာ
ယမယံခါလမ်းဖြောင်းနေယံခါမယံခါလမ်းမဖြောင်းဘူးတဲ့လမ်းမပြီးရောက်တတ်တယ်အဲ့ဒါလည်းပဲအဝိဇ္ဇာရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာယမယံခါကောင်းတဲ့ဘက်ကိုရောက်သွားပြီယမယံခါဆိုးတဲ့ဘက်ကိုရောက်သွားတယ်အကောင်းတဲ့ဘက်ကိုရောက်လာတဲ့အခါကျတော့ကောင်းကျိုးချမ်းသာလေးတွေရလိုက်တယ်အဆိုးဘက်ကိုရောက်သွားတဲ့အခါကျတော့ဒုက္ခတွေတွေ့ရပြန်တယ်ပေါ့တန်တရားကြီးထဲမှာဒီလိုပဲစခန်းသွားလာကြတာအကောင်းဖြစ်လိုက်အဆိုးဖြစ်လိုက်အိန္ဒိယနိုင်ငံဗာရာဏသီမြို့မှာတငယ်ချင်းတထေးသား၄ယောက်ရှိတယ်တော်တော်ခင်ခင်မင်မင်အရာရာမှာလက်တွဲပြီးတော့နေကြတယ်ပတ်စံချမ်းသာတဲ့သားသမီးတွေပေါ့ပတ်စံချမ်းသာတဲ့သားသမီးတွေတထေးသား၄ယောက်တငယ်ချင်းဆိုတော့ကုခေတ်လည်းရှိတာပဲလေချမ်းသာတဲ့ပုဂ္ဂိုလ်တွေအချင်းချင်းပြန်လည်လက်တွဲအပေါင်းအသင်းနေနဲ့နေကြထိုင်ကြအဲ့ဒါလို့နေထိုင်ရင်းကနေပြီးတော့သူတို့တငယ်ချင်းတွေဆိုတော့စကားစမရပြောကြတာပေါ့အမေဖေတွေကမရှိတော့ဘူးထမရဲ့သူတို့ပစ္စည်းဥစ္စာတွေသူတို့လက်ထဲအကုန်ရောက်တယ်ပိုက်ဆံတအားချမ်းသာတယ်ချမ်းသာတော့တို့ဒီပိုက်ဆံတွေတစ်သက်သုံးမကုန်ဘာလို့ကြမလဲပေါ့တို့သိချမ်းသာတယ်ဘဝမှာပျော်ပျော်နေသေးခဲဆိုတဲ့ဆောင်းမုတ်ကိုသူတို့ကရွေးချယ်ပြီးတော့ဘယ်လိုလုပ်ရင်ကောင်းမလဲဘယ်လိုလုပ်ရင်ကောင်းမလဲလို့ဆိုတယောက်ကကြံပေးတယ်တို့ကကောင်းပေးဆိုတဲ့အရက်ကောင်းပေးဆိုတဲ့အရက်တွေကောင်းပေးဆိုတဲ့အစာနဲ့စားပြီးတော့တို့တစ်သလုံးတောက်လဲတို့ပိုက်ဆံမကုန်ဘူးအေးစစ်စစ်တို့အကောင်းဆုံးအရက်ကိုတောက်ပြီးတော့ခုခေတ်ဆိုရင်နိုင်ငံသားဖြစ်အရက်ပေါ့တိမ့်ချီတန်တဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါကိုတောက်ပြီးတော့တို့ပြောပါပါနေကြမယ်လို့တယောက်ကအဆိုပြုတယ်အဆိုပြုတော့အရက်မကြိုက်တဲ့လူကဒါသဘောမတူဘူးဟိုရက်တောက်လို့ဘာလို့မတော့ကွာတို့ဘာလို့လဲပွဲလန်းတဲ့ပင်နေအမြဲတမ်းအဆိုအတီးအကမုတ်တွေအဲ့ဓာတွေနဲ့ပျော်ရအောင်အမြဲတမ်းပွဲလန်းတဲ့ပင်နဲ့တို့နေမယ်တချင်းဆိုကြမယ်တချင်းဆိုတာနားထောင်ကြမယ်တီးကြမယ်မှုတ်ကြမယ်ပေါ့အဲ့ဒါကိုလည်းနောက်တစ်ယောက်ကသဘောမကျသေးဘူးသဘောမကျတော့ဘာလုပ်မလဲတို့ကဟိုခေတ်ကတော့ဟိုတယ်မရှိဘူးပေါ့နော်ဟိုတယ်တက်ပြီးကောင်းကောင်းစားကြမယ်ပေါ့စားတော့ဆိုင်ကောင်းစားတွေမှာသွားပြီးကောင်းကောင်းစားကြမယ်အဲ့ဒါလို့ပြောတော့လက်မခံဘူးနောက်ဆုံးတစ်ယောက်ကဘာပြောတော့ဆိုရင်တို့ရှိတဲ့ပစ္စည်းတွေဟာသုံးလို့မကုန်ပါဘူးကွာသူတို့ပြောဖို့ပြောနေရနောက်ဆုံးသမားကဘာပြောတော့ဆိုရင်လောကမှာပိုက်ဆံမပေးလို့မကြွေတဲ့လူမပါတဲ့လူမရှိဘူးပေါ့အမျိုးသမီးချောချောလှလှတွေနဲ့ပဲပိုက်ဆံပေးပြီးတော့ပျော်ပါမယ်ဆိုတဲ့လူကအဆိုတင်သွင်းလိုက်တယ်နောက်ဆုံးမှာအဲ့ဒီဘက်ကိုအလုံးကထောက်ခံကြတယ်သဘောကျသွားတယ်နောက်ဆုံးမှာသူတို့ရှိသမျှစီးစိမ်တွေသုံးဖြုံပြီးတော့အဲ့ဒါလို့လူဘဝမှာရှိသမျှစီးစိမ်တွေကိုသုံးဖြုံပြီးတော့မဟုတ်တဲ့အလုပ်တွေကိုလုပ်ပြီးတော့ဒီတထေးသားလေးယောက်တည်သွားတဲ့အခါဘယ်ရောက်တော့ဆိုရင်အဝေးကြီးငယ်ကြီးကျသွားကြတယ်သူတို့ပြောသွားတဲ့အမျိုးသမီးတွေကလည်းမလွတ်မလပ်သူတစ်ပါးရဲ့နော်တချို့ကအိမ်အောင်ရှိတဲ့အမျိုးသမီးတွေပတ်စံပေးစီးယုံပြီးတော့အဲ့ဒါလို့ပရဒါရသူတစ်ပါးသားမယားကိုဖျက်ဆီးတဲ့ပုံကိုယ်တွေတည်တဲ့အခါကျတော့သူတို့လှုပ်တဲ့လှုပ်ရကြောင့်အပင်ငယ်ကျသွားကြတယ်အဲ့ဒီအပင်ငယ်ရဲ့လွတ်လာတဲ့အခါကျတော့လောဟကုံဘီလို့ခေါ်တဲ့အိုးကြီးထဲမှာခြေအိုးကြီးထဲမှာရေဘူးတွေပွက်ပွက်ဆိုးနေတဲ့အထဲမှာသူတို့၄ယောက်ဟာနော်တူတူလှုပ်လာခဲ့တော့ငရဲမှာတူတူခံကြအတိတ်6000နဲ့သူတို့အဲ့ဒီငရဲအိုးကြီးထဲမှာအနှစ်6000မြုပ်ချီပေါ်ချီနဲ့အဲ့ဒါလိုနေတာအဲ့ဒီငရဲအိုးကလည်းဘယ်နှမှရှိတာတော့လို့ဆိုတော့တာဝတိပြည်နီးမှာရှိပုံရတယ်ညကြလို့ရှိရင်အတန်နဲ့ကြီးနဲ့អော်တဲ့အတန်တခါတုန်းကခောသလမင်းကြီးကကြားလိုက်တယ်အားလုံးဗမာတွေကြားဘူးတဲ့စကား၄ခွန်းရှိတယ်ဒုတနာသောဆိုစကားလုံး
ဘုရင်ကြီးကအိပ်မပြောဘူးအိပ်မပြောတဲ့အချိန်မှာသူ့နားထဲမှာဒုဆိုတဲ့အတန်ကြီးကြားလိုက်ပြီးတော့ပျောက်သွားပြန်နောက်တစ်ခါနာဆိုတဲ့အတန်ကြီးကြားပြီးတော့ပျောက်သွားပြန်တယ်တာဆိုတဲ့အတန်ကြီးကိုကြားပြီးတော့ပျောက်သွားပြန်တယ်နာဆိုတဲ့အတန်ကြီးကြားပြီးတော့ပျောက်သွားတယ်နောက်ဆုံးမှာသောဆိုတဲ့အတန်ကြီးတစ်ခုကြားလိုက်ရတယ်ဒါပဲအတိပ္ပယ်ဖော်လို့မရဘူးဒုသနာသောဆိုတဲ့အတန်ကြီး၄ခုကြောက်မဲ့ဖွယ်ရအော်ဟစ်တဲ့အတန်ကြီး၄တန်ကိုကြားလိုက်ရတယ်တဲ့အိမ်မက်မဲ့တယ်လို့ပေါ့လေညအိယာကနိုးနေတဲ့အချိန်မှာညကြီးမှာဒီအတန်စိုးကြီးနဲ့အော်တဲ့ဟာကိုကြားလိုက်ရတယ်အဲ့ဒါဘသူတွေကအတန်ပြုကြတာတုံးလို့ဆိုခုနကပရဒါရကံကိုကျူးလွန်ခဲ့တဲ့လူလောကမှာပျော်ပျော်နေမယ်ဆိုပြီးတော့စည်းစိမ်ချမ်းသာတွေကိုသုံးဖြုံပြီးတော့ပျော်ပါမှုကိစ္စတွေမှာသုံးဖြုံသွားတဲ့အဲ့ဒီတထေသား၄ယောက်အဝိဇ္ဇငရဲကလွတ်လာလို့အဲ့ဒီလောဟကုံမီငရဲတဲ့ကိုရောက်လာတဲ့အခါတနေ့တစ်ချိန်တည်းပဲသူတို့ကအဲ့ဒီပွက်ဆူးနေတဲ့ငရဲအိုးကြီးထဲမှာမြုပ်သွားရင်ကနေပြီးအောက်ကျမ်းပြင်ထိအောင်ဒဲအိုးဖင်ထိအောင်မြုပ်သွားပြီးတော့ပြန်ပေါ်လာတဲ့အချိန်မှာတယောက်မြင်လိုက်တဲ့အချိန်လေးမှာអော်လိုက်ကြတာသူတို့ပြောချင်တဲ့စကားကိုဆုံးအောင်မပြောနိုင်ဘူးပါဠိစကားကသူကပထမလူကဒုဆိုတာဘာပြောချင်တာတုံးလို့ဆိုတော့သူကဒုစီဝိတာမသဝိမာတို့မဟုတ်တရုပ်နီးတွေနဲ့အသက်မွေးခဲ့တယ်လို့သူပြောချင်တာနော်ဒုဆိုလိုက်ခါရှိတယ်ပြန်မြုပ်သွားငရဲအိုးတယ်ပြန်မြုပ်သွားလို့ဆက်ပြောလို့မရတော့ဘူးရေထဲပြန်မြုပ်သွားတယ်သူပြောချင်တာဒုစီဝိတမစီဝိမတို့ဟာလူဘဝမှာကောင်းကောင်းမနေခဲ့ကြဘူးတဲ့လူဆိုးလူမိုက်တွေလုပ်ခဲ့ကြတယ်တို့မှာပစ္စည်းဥစ္စာတွေရှိတယ်ပစ္စည်းဥစ္စာတွေရှိပါရဲ့သားနဲ့တို့သူတော်ကောင်းသူတော်မြတ်တွေကိုလည်းပဲလှမှုတမ်းမှုမပြုခဲ့ကြဘူးတဲ့နောင်တရပြီးတော့ပြောတဲ့စကားတစ်ခုပဲတို့ဟာတော်တော်ဆိုးတာပဲလူဘဝရောက်တုန်းကတို့ကလူဆိုးတွေပဲတော်တော်ဆိုးခဲ့ကြတယ်ဆိုးသွမ်းနဲ့ခဲ့ကြတယ်ပစ္စည်းဥစ္စာချမ်းသာရဲ့သားနဲ့တို့တွေကိုယ်ဘဝရဲ့ယတ္တိမှုကုသိုလ်ကောင်းမှုတို့မလုပ်ခဲ့ကြရဘူးဆိုတဲ့အဓိပ္ပာယ်နဲ့ဒီလိုပြောတာဒါမြတ်စွာဘုရားကပြန်ပြီးတော့ဒီအဓိပ္ပာယ်ကိုဖော်ပေးတာဒုစီဝိတမစီဝိမယေတန္တေနတတံမှတ်သေးတို့တွေဟာမကောင်းတဲ့နည်းနဲ့အသက်မွေးကြတယ်နော်ဝိဇ္ဇမာနေတုဘောဂေတုဒီပန္နာကမ္မအတ္တနောဒီဥစ္စာတွေရှိရတဲ့နဲ့သူတော်ကောင်းတွေကိုလည်းမပေးခဲ့ဘူးကုသိုလ်ကောင်းမှုတွေဘာတွေမလုပ်ခဲ့သည့်အတွက်ကြောင့်ကိုယ့်အတွက်ယတ္တိယာဆိုတာဘာမှမရှိခဲ့ဘူးလို့ဒီအဓိပ္ပာယ်နဲ့ပြောချင်တာစကားကိုပြည့်စုံအောင်မပြောနိုင်ဘဲနဲ့မြုပ်ထွက်သွားတယ်လူစိုးလိမိုက်တွေရဲ့သွားရလမ်းဟာဒီလိုပဲပေါ့ကိုပြောချင်တာလည်းပြောလို့မရတော့ဘူးပေါ့ဟောနောက်တစ်ယောက်ကတဆိုတဲ့စကားလုံးကိုပြောချင်တဲ့လူကဘာပြောချင်တာတုံးဆိုအပြည့်စုံကမြတ်စွာဘုရားအဓိပ္ပာယ်ဖော်ပြတယ်တဆိုတဲ့အတန်ကြီးကဘာတုံးဆိုလို့ရှိရင်တတ္ထိဝတ္တသဟတာနိပရိပုံနာနိတပ္ပသောနိရိယေပစ္စမာနနံဂရအန္တောဘဝိတတိသူပြောချင်တဲ့အဓိပ္ပာယ်အပြည့်စုံကတို့တွေဟာတဲ့ခုဒီငရဲမှာအနှစ်6000တောင်ရှိနေပြီနော်ဒီနေရာစဉ်းစားကြည့်ရသူဘယ်လိုများရည်တွက်ထားတော့နော်သူဘယ်လိုများမှတ်မိနေတော့အနှစ်6000တောင်ရှိနေပြီလို့သူပြောကြတာတဲ့တတ္ထိဝတ္တသဟတာနိပရိပုံနာနိတပ္ပသောငရဲရောက်နေတာတို့အနှစ်6000အေးငရဲနေတဲ့လူတွေတော့ဘယ်လိုတွက်တယ်တော့မသိဘူးတချို့ထောင်ထဲမှာဟိုတိုက်ပိတ်ခံရတဲ့ပုံကိုယ်တွေဘာတွေကြတော့သူတို့အမှတ်သားကလေးတစ်ခုလောက်ထားတာဘယ်နှစ်ရက်ဆိုတာကိုလောက်တတ်တဲ့ပုံကိုယ်ကြတော့အဲ့ဒီရက်တွေဘာတွေသိတယ်ဘယ်နှစ်ရက်ကြာတယ်ဆိုတာအဲ့တော့ဒီငရဲသားကလည်းသူမှတ်သားသားထားလို့သူအနှစ်6000ဆိုတာတွက်လို့ရတာဖြစ်လိမ့်မယ်ပေါ့သူကပြောတယ်အနှစ်6000တောင်ပြည့်လာပြီတို့မှာငရဲကြာနေတာအနှစ်6000တောင်ရှိလာပြီဘယ်တော့မှလွတ်ရဲ့ပေါ်ပါမလဲဘယ်တော့မှလွတ်ကြမလဲညှိတွားတဲ့အတန်ကလေးတစ်ခုတည်း
နောက်တစ်ယောက်ကနာဆိုတဲ့အတန်ကြီးပြောပြီးတော့မြုပ်သွားတယ်အဲ့ဒီလူရဲ့စကားလုံးကိုအဓိပ္ပာယ်မြတ်စွာဘုရားဖော်တဲ့အခါကျတော့နတ္ထိအန္တောကုတောအန္တောဘယ်မှာတို့အဆုံးရှိမလဲဘယ်လိုလုပ်တို့ဆုံးနိုင်တော့မလဲငရဲခံနေရတာလွတ်ရမရှိဘူးတို့တွေမှာနော်နာအန္တောပရိဒိဋ္ဌတိဆုံးကတိုင်ဖို့ဆိုတာဘယ်တော့မှမတွေ့ဘူးတဲ့ယတာဟိပကတံပါမံမမတုံရှံစမာရိတတငယ်ချင်းတို့ဤမင်းလည်းမကောင်းတာတွေလုပ်ခဲ့တယ်ငါလည်းမကောင်းတာတွေလုပ်ခဲ့မင်းနဲ့ငါတို့မကောင်းတာတွေလုပ်ခဲ့တာတွေရဲ့ဆိုးကျိုးတွေကိုတို့တွေဟာအခုချိန်ထိလွတ်ရမရှိခံနေရတယ်ဘယ်တော့မှအဆုံးသတ်မလဲမသိဘူးလို့ပြောချင်တာတဲ့နာဆိုတဲ့အဓိပ္ပာယ်ကြီးကအဲ့လိုသောဆိုတဲ့အဓိပ္ပာယ်ကျတော့ဘာတော့ဆိုရင်နောက်ဆုံးလူကသောဟံလူနာဣတောခန္ဓဝါယောနိလဋ္ဌာနမာနုတံအေးလူဘဝဒီငရဲလွတ်လူဘဝပြန်ရောက်သွားပြီဆိုလို့ရှိရင်တဲ့ဝဋ္ဌိညုသီလတံပံနောဗိမာမယ်ကိုချင်းတရားတွေကောင်းအောင်နေမယ်အလူကံပုဂ္ဂိုလ်တွေကိုရဲရဲရောလှူမယ်အလူကံပုဂ္ဂိုလ်တွေရဲ့စကားကိုနားလည်မယ်ကာဟာမိကုသလံဘဟုကုသိုလ်တွေအများကြီးလုပ်မယ်တဲ့ဟောဒီငရဲကလွတ်သွားတာနဲ့တပြိုင်နက်လူဘုံရလာတဲ့အခါမှာတို့ဟာကိုကျင့်တရားတွေကောင်းအောင်လုပ်ပြီးတော့ဒါနကောင်းမှုတွေလုပ်မယ်လို့နောင်တစကားကိုဆိုတာဒါကနော်နောင်တစကားကိုဆိုတာတော့ကမှနောင်တရသွားပြီဆိုရင်ငါအရင်ပုံစံပြန်ရောက်လို့ရှိရင်တော့ငါကောင်းတာတွေလုပ်တော့မယ်လို့ဆိုတဲ့နောင်တစကားပြအဲ့ဒီဒုသနာသောဆိုတဲ့ဒီစကားလုံးကြီး၄လုံးကိုရွတ်ဆိုပြီးတော့မြုပ်သွားတဲ့ပုဂ္ဂိုလ်တွေဟာတစ်ချိန်တုန်းကဘဝခရီးကိုရှောင်လန်းရင်မဟုတ်တာတွေလုပ်ပြီးတော့အချိန်ဖြုံးခဲ့တဲ့ပုဂ္ဂိုလ်တွေဟာတဲ့လူဆိုးလူမိုက်တွေဖြစ်ခဲ့တယ်ဒါကြောင့်မို့လူဆိုးလူမိုက်တွေရဲ့သွားရလန်းဟာတော့အဲ့ဒီတိုင်ပဲဖြစ်ပါတယ်လို့ဒီလိုဆိုလိုတာမြတ်စွာဘုရားလက်ထက်မှာသိုးသွမ်းတဲ့ပုဂ္ဂိုလ်တွေကိုကြည့်လိုက်အောင်လူတွေမကဘူးသိုးသွမ်းတယ်ဆိုတာနတ်တွေဘလူတွေထဲမှာလည်းရှိတယ်ပေါ့သိုးသွမ်းမှုဆိုတာဇယိုက်တစ်ခုဆိုတာလိုက်သွားတတ်တယ်ဘုန်းကြီးတို့အဲ့ဒါသတိထားမိတယ်စကိုင်းတောင်မှာဘုန်းကြီးတို့ကျောင်းမှာခွေးလေးခွေးလင်းနေအကောင်340လောက်ရှိတယ်ပေါ့ခွေးလေးခွေးလင်းဆိုတာကျောင်းကမွေးထားတဲ့ခွေးတစ်ကောင်မှမရှိဘူးဟိုကလာလွတ်ဒီကလာလွတ်စားရတော့တော့ကျောင်းထဲမှာဝင်းနေဒီလိုနေကြတဲ့ထဲမှာအဲ့ဒီလာနေတဲ့ခွေးတွေထဲမှာဘယ်သူကမှ training ပေးတာမဟုတ်ဘူးခွေးတင်တန်းကျောင်းလည်းမရှိပါဘူးတချို့ခွေးတွေကြတော့အလွန်လိမ့်မာတယ်ပြောင်းတဲ့နေရာတွေမစင်မစွန့်ဘူးနေတာထိုင်တာအဆင်ပြေတယ်တချို့ခွေးကတော့ပြောင်းပြီးဆိုတဲ့နေရာကိုရွေးတယ်ခြေတုပ်ခုံတို့ဘာတို့ရွေးတယ်နော်တကယ်ဖះဒီတမန်တလင်းတို့ဘာတို့ဒီလိုနေရာမျိုးမှာရွေးပြီးတော့မစင်စွန့်တဲ့ခွေးလည်းရှိတယ်နောက်ဘုန်းကြီးကျောင်းထဲနေပြီးစားတောင်းနေတဲ့ခွေးကောင်ဘုန်းကြီးမြင်လဲဟောင်းတယ်လာသမျှအကုန်ဟောင်းတယ်အဲ့ဒီလိုခွေးမျိုးလည်းရှိတယ်တချို့ခွေးကအဲ့ဒါလိုမဟုတ်ဘူးလာသမျှကိုကြိုးစိုးတယ်အမီးလေးနှံပြီးဘယ်သူလာရမလုပ်ဘူးအမျိုးစုံတွေ့ရတယ်ခွေးတွေအဲ့ဒါတွေကြည့်လိုက်လို့ရှင်တန်တရာကရန်လုတ်တတ်တဲ့အကျင့်ပါလာတဲ့ခွေးစိုးတွေကြတော့ဘယ်သူလာမျက်စောင်းထိုးကြည့်တယ်ဟောင်းတယ်ဟိမ့်တယ်နော်ဒေါသစရာရှိတယ်တချို့ခွေးကြတော့လုံးဝမဟောင်းဘူးလူတွေမြင်သမျှကိုအမီးနှံပြီးတော့မျက်နှာချိုသွေးတယ်ဒီလိုခွေးလည်းရှိတယ်ဘယ်သူမှသင်တန်းပေးထားတာမဟုတ်ဘူးတချို့ခွေးကတန်းတန်းပြန်းပြန်းနေတယ်တချို့ခွေးကညင်ညင်ပတ်ပတ်တွေသိပ်လုံးတယ်တချို့ခွေးကြတော့ကျောင်းကရှိတဲ့ကိုတော်တွေဖဏတ်တွေအကုန်ကိုက်ပစ်တယ်နော်ဒီလိုဟာမျိုးရှိတယ်တချို့ခွေးကဖဏတ်မကိုက်ဘူးသူတို့မှလည်းသူတို့အကျင့်စရိုက်တွေဟာဘဝတန်တရားကပါလာတယ်လို့ပြောရမှာပဲခွေးတိုင်းဖဏတ်ကိုက်တာမဟုတ်ဘူးခွေးတိုင်းပြောင်းတဲ့နေရာမှာမစင်စွန့်တာမဟုတ်ဘူးခွေးလေးတစ်ကောင်များမရမြို့ထဲကနေပြီးတော့ကိုရင်နေနဲ့ဆွမ်းငံပြန်လိုက်လာတယ်ခွေးမလေးတစ်ကောင်သူကဝဝတုတ်တုတ်ကလေးဆိုတော့သူ့ကိုခွေးမလေးဆိုတော့သူ့ကိုမိချောလို့နာမည်ပေးထားတာအဲ့ဒီမိချောတို့များကြောင်းလိုက်လို့ရှင်သူကများလူမြင်လို့ရှင်အမီးလေးရမ်းပြီးတော့သူကကြိုးဆိုလိုက်ရတာနှုတ်ဆက်လိုက်ရတာမနေဘူးသူခင်ဗျာဘယ်သူမြင်သဘောသိကောင်းတာသဘောသိကောင်း
တရက်တော့သူ့ကိုလှောင်ထားတဲ့ထဲကနေပြီးတော့သူမထွက်နိုင်တဲ့အခါအော်နေဖွင့်လဲထုတ်လိုက်ရောသူပဲပြေးတော့ဆိုရင်တောထဲကိုပြေးတာမစင်စွန့်အကျင့်ကောင်းဖို့ပြောပြတာပါအဲ့ဒီခွေးလေးကြတော့အသက်မရှိဘူးသူကုသကံကြောင့်လားမသိဘူးခွေးဘဝမှာကြာမနေရဘူးအဲ့ဒီလိုခွေးမျိုးလည်းတွေ့ဘူးတယ်အမျိုးကိုစုံနေတာပဲဒါတွေဟာတေချာစဉ်းစားကြည့်ရင်တန်တရားကအလေးအကျင့်တွေ habitual practice လို့ခေါ်တာပေါ့ဝါဒနာဆိုတာပါလာတတ်တယ်တဲ့အဲ့ဒါလိုပဲလူတွေထဲမှာလည်းပဲတချို့ကရန်လုံးတတ်တဲ့လူရှိတယ်တချို့ကသဘောကောင်းတဲ့လူရှိတယ်နော်ဘာမှမဟုတ်ဘဲနဲ့ရန်လုံးတဲ့ပုဂ္ဂိုလ်တွေကလည်းရှိသေးတာကြည့်တော့သူရဲ့အကျင့်တွေမှာရှေးတုန်းကညီကို2ယောက်ရှိတယ်ညီကို2ယောက်ရှိတဲ့အခါကျတော့သူတို့အမဲဖော်တယ်ပေါ့နွားတကောင်တတ်ပြီးတော့အမဲဖော်ပြီးတော့ညီလူညီမြခွဲဝေလိုက်တယ်အဲ့ဒီအမဲသားတွေကိုခွဲဝေလိုက်တဲ့အခါကျတော့အကိုလှုပ်တဲ့ပုဂ္ဂိုလ်ကိုညီလှုပ်တဲ့ပုဂ္ဂိုလ်ကပြောတယ်အကိုရဲ့ကျွန်တော်ကမိသားစုများပါတယ်တဲ့ခင်ဗျားသူတို့အိမ်အောင်နေနဲ့ဆိုကိုသားသမီးများတယ်ပေါ့လေညီလှုပ်တဲ့လူကသားသမီးများတယ်အကိုလှုပ်တဲ့လူကသားသမီးမရှိဘူးသို့တော့ခွဲဝေထားပြီးသားအမဲသားကိုခွဲဝေထားတော့ညီလှုပ်တဲ့လူကပြောတယ်အကိုကျွန်တော်ကလူများတယ်ကျွန်တော်ကိုဒီအမဲသားဥတွေပါတယ်ကျွန်တော်ကိုပေးပါပေါ့အပိုးတွေသူ့ကိုပေးပါလို့ပြောတာပြောတဲ့အခါကျတော့ဒါလေးပြောတာနဲ့အကိုလှုပ်တဲ့ပုဂ္ဂိုလ်ကမင်းကညီလူညီမြခွဲထားရဲ့တန်းနဲ့ဘာပိုးလို့ကျင်တာတုံးဆိုပြီးတော့အမဲခုတ်တဲ့ဓာတ်နဲ့အဲ့ဒီညီကိုခုတ်တတ်ပြစ်တယ်ဇရိုက်ဆိုတာဘယ်လောက်ကြောက်စရာကောင်းတော့နော်ပြီးတဲ့အခါကျတော့ညီလည်းတည်သွားရောဘာဖြစ်တုံးဆိုသူအဲ့ဒီကြတော့မှနောင်တရပြီးတော့တစ်သက်လုံးသူလောက်ခဲ့တာမှားပြီဆိုပြီးတော့အဲ့ဒီလူဟာတချောင်းနဲ့ယောဂရစိတ်တွေဆင်းရဲပြီးတော့စားသမျှအစာတွေကလည်းအစီဩဇာမဖြစ်ဘူးဒီတောကကြီးနဲ့သူဟာမကြခင်မဲ့သူလည်းအသက်ဆုံးသွားတယ်တဲ့ဘာဖြစ်တာတော့ဆိုရင်ဟိုတောင်းရမလားဆိုတဲ့စိတ်ဆိုးပြီးတော့ထလောက်လိုက်တာဒီကနေ့ခေတ်မှာလည်းပဲသတင်းစာတွေဘာတွေထဲမှာဖတ်ကြည့်မယ်ဆိုရင်တခါတရံဒါမျိုးတွေရှိတတ်တယ်လေမဖြစ်တော့တဲ့ကိစ္စလေးနဲ့ဒေါသထွက်ပြီးတော့လူတတ်မှုကျွလွန်သည့်အထီအောင်ဖြစ်သွားတတ်တယ်ဒါတွေဟာဇေယိုက်ဆိုးတွေပဲပေါ့နော်ဘဝကဒီဇေယိုက်ဆိုးတွေကိုမပြင်ဘူးဆိုရင်ဒုက္ခရောက်မှာပဲတဲ့ဒါလူဆိုးလူမိုက်ဆိုတာဒီလိုဖြစ်တတ်တယ်လုတ်ပြီးတာနဲ့တပြိုင်နက်သူတို့ဒုက္ခရောက်တတ်တယ်နောက်တစ်ခုဒီလူတွေဟာဒီရက်စက်မှုဆိုတာမျိုးတွေကိုအခြေပြုထားတာတွေရှိတတ်တယ်ရက်စက်မှုအခြေပြုထားတဲ့ပုဂ္ဂိုလ်တယောက်နွားတတ်သမားတယောက်နှစ်ပေါင်း90ကျော်နွားတတ်ပြီးတော့ရောင်းချပြီးအသက်မွေးတယ်အဲ့ဒီလိုရောင်းချပြီးတော့အသက်မွေးတဲ့အခါမှာတနေ့တော့သူနွားတတ်ပြီးတော့ရောင်းချတာပေါ့နော်ရောင်းချပြီးတဲ့အခါကျတော့သူကြိုက်တဲ့အသားလေးအိမ်ကအမျိုးသမီးကိုပေးထားခဲ့ပြီးတော့ရေသွားချိုးတယ်ပေါ့အသားတွေပဲအကုန်ရောင်းပြီးတော့သူစားဖို့ခြံထားတာလေးကိုဒါလေးကိုချက်ထားလိုက်ပါဆိုပြောပြီးတော့မြစ်သွားပြီးရေချိုးတယ်သူရေချိုးသွားနေတဲ့အချိန်မှာအမတန်ရင်းနှီးတဲ့တန်ငယ်ချင်းတယောက်ကရောက်လာတယ်ဟေးအမဲသားမရှိတော့ဘူးလားမရှိတော့ဘူးလားအသားမရှိတော့ဘူးလားမရှိတော့ဘူးတရားသူစားမလို့ထားခဲ့တဲ့အသားလေးပဲရှိတယ်အကုန်လုံးရောင်းပြီးကုန်ပြီးဆိုဟိုလူကငါအိမ်ဧည့်သည်လာလို့ကွာတဲ့ဒါလေးတော့မဖြစ်မနေငါပေးပါဆိုပြီးအတင်းဆွတ်ယူသွားတာနော်အမဲသားကိုအတင်းဆွတ်ယူသွားတယ်ဟိုလူကရေပါချိုးပြီးတော့ပြန်လာတဲ့အခါထမင်းမွဲပြင်အမျိုးသမီးကရှိတဲ့ထမင်းဟင်းနဲ့ကျွေးတော့ဘယ်မလဲတဲ့အမဲသားပေါ့ဆိုတော့ရှင်းတငယ်ချင်းလာတယ်တဲ့လာပြီးတော့သူ့အိမ်ဧည့်သည်ရောက်လို့ဆိုပြီးတော့ဒါကိုမပေးဘဲနဲ့ဇွတ်အတင်းယူသွားတယ်တဲ့ပြောလို့လည်းမရဘူးပေါ့အဲ့ဒီကြတော့သူကဘာလုပ်လဲအမဲသားမပါရင်ငါထမင်းမစားနိုင်ဘူးတဲ့ဆိုပြီးတော့ဓာတ်ကင်ပြီးတော့ဆင်းသွားတာအဲ့နောက်ဖေးမှာရှိတဲ့နွားဟောင်းပါဇက်ဖြဲပြီးတော့ရှာကိုလှီးပြီးတော့အဲ့ဒီရှာကိုချက်ခိုင်းနေတယ်ကဲစဉ်းစားကြည့်နော်ဘလောက်ရက်ဆက်တယ်ဆိုတာနွားပါဇက်အတင်းဖြဲပြီးတော့နွားရဲ့ရှာကိုဆွတ်ထုတ်ပြီးတော့အဲ့ဒါဓာတ်နဲ့လှီးနွားကလည်းပဲရှာကြီးပြတ်သွားတဲ့အခါအော်ဟစ်နေတာပေါ့ဘယ်သေးအောင်မှာတော့အဲ့ဒါချက်ခိုင်းတယ်ချက်ခိုင်းပြီးတော့
စားတယ်အဲ့ဒီနွားရဲ့ရှာကိုချက်ပြီးတော့သူ့ပါးစပ်ထဲလဲထဲလိုက်ရောရှာနဲ့လဲထိလိုက်ရောသူ့ရှာကြီးကလည်းပြတ်ကျသွားတယ်နှစ်ပေါင်း90သူကအမဲတက်လာနွားတက်လာတဲ့လူဒီကနေ့တော့သူဒုက္ခရောက်မဲ့နေဖြစ်လာအဲ့ဒီအမဲသားအမဲနွားရဲ့ရှာကိုသူ့ရှာပေါ်တင်လိုက်တာနဲ့တပြိုင်နက်သူ့ရှာပြတ်ကျသွားပြီးတော့နွားអော်သလိုអော်ပြီးတော့သူလည်းတည်ရတာအဲ့ဒီလိုနွားអော်သလိုអော်နေတဲ့အချိန်မှာအဲ့ဒီမျိုးသမီးကသူ့သားကိုခေါ်ပြောတယ်ငါသားကြည့်ကြည့်မင်းအဖေကြည့် तू ကရက်ဆက်လိုက်တာမင်းဒီအိမ်မှာမနေနဲ့တော့တို့ကိုလည်းဘာမှချိမနေနဲ့မင်းလွတ်ရကြွအပြည့်တော့ဒီဒုက္ခမင်းပေါ်ရောက်တော့မှာလို့ဆိုပြီးတော့အမေလှုပ်တဲ့လူကလွတ်လိုက်တယ်အဲ့ဒီသားသူကတော့တကယ်သူပြည်သွားပြီးတော့ပညာသင်တော့ပဒိန်ဆရာအလုပ်ငန်းနဲ့အသက်မွေးတယ်ဟောပဒိန်လုပ်ငန်းနဲ့အသက်မွေးသွားတယ်နွားသားသမားအလုပ်မဟုတ်တော့ခုနကနွားသားသမားချိသူလုပ်တဲ့အလုပ်တွေရဲ့အကျိုးဆက်ကိုသူခံရတဲ့အခါမှာနွားလို့អော်ပြီးတော့တည်ရတယ်တဲ့ဟောအဲ့ဒါမှရက်ဆက်တဲ့လောက်ရက်တွေရဲ့အကျိုးဒါမျိုးကိုပြောတာလူဆိုးလူမိုက်ဆိုတာနော်ဆိုးလဲဆိုးတယ်မိုက်လဲမိုက်တယ်ဟောနောက်တစ်ခုကြည့်အောင်မလားလူဆိုးလူမိုက်ဆိုတာလူဆိုးလူမိုက်ကိုကြည့်အောင်မလားလူတွေမကဘူးနတ်တွေဘလူးတွေလည်းအမိုက်အကန်းတွေရှိတာပဲအကျင့်ကပါလာတာလေခုနပြောသလိုခွေးကလည်းမိုက်တာပဲခွေးဖြစ်ရင်လည်းခွေးမိုက်ပဲနွားဖြစ်ရင်လည်းနွားမိုက်ပဲတွေ့ဦးကြပါလိမ့်မယ်နွားလည်းသဘောကောင်းတဲ့နွားရှိတယ်ဆိုးတဲ့နွားရှိတယ်ခွေးကလည်းဆိုးတဲ့ခွေးရှိတယ်သဘောကောင်းတဲ့ခွေးရှိတယ်အဲ့ဒါလို့တိရစ္ဆာန်တွေထဲမှာလည်းပဲဒီလိုရှိတယ်လို့ပဲနတ်တွေပါတွေဖြစ်သွားတဲ့အခါမှာလည်းပဲထို့တူပဲနတ်ဆိုးနတ်မိုက်ဖြစ်တာပဲလူဆိုးလူမိုက်ကနတ်ဆိုးနတ်မိုက်ဖြစ်တယ်တခါတော့ရှင်သာရိပုတ္တရာမထေရမြတ်ကတပောဓာဆိုတဲ့တောင်ကြားတစ်ခုခေတ်ဆိုရင်တော့ဗေလီပေါ့နော်မှာပြေမှာဟိုရန်ကုန်မှာခေါ်တဲ့ရွှေတောင်ကြားတို့ဘာလို့နော်တောင်ကြားတွေပေါ့ဗလာဗေလီဆိုတဲ့တောင်ကပယံတောင်ကြားတွေတောင်နှလုံးကြားကရှူထဲမှာရှင်သာရိပုတ္တရာနဲ့ရှမောက္ကလန်တို့နှစ်ပါတောအကြောင်းလေးပါသတင်းသုံးရှင်သာရိပုတ္တရာအဲ့ဒီနေ့ခေါင်းလေးကိုရိတ်ထားတာပြောင်းနေလာပြီနေ့ကလည်းလာပြီနေ့ကြီးကျောင်းပြင်ဘက်မှာလည်းပဲကျောင်းကန်းရဲ့အပြင်ဘက်ကိုထွက်ပြီးတော့ဈဉ္ဉံဟိုဝရန္တာလေးမှာထွက်ပြီးတော့ရှင်သာရိပုတ္တရာထိုင်နေတယ်လာပြီနေ့ကြီးဆိုတော့လာကလည်းအဲ့ဒီမှာတာတော့ခေါင်းပေါ်မှာလာရောင်ကျနေတဲ့အခါခေါင်းကလည်းရိတ်ထားကစားဆိုတော့ပြောင်းနေတယ်ရှမောက္ကလန်ကခလန်းလန်းတနေရာမှာသတင်းသုံးနေတယ်သူကြောင်းနေသူအဲ့ဒီအချိန်မှာမြောက်ကနေပြီးတော့တောင်ကိုသွားတဲ့ဘလူးနှစ်ကောင်ကောင်းကင်ယံကသွားတာကောင်းကင်ယံကနေပြီးတော့အဲ့ဒီတောင်ကျောကြီးကိုဖြတ်လိုက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာခေါင်းလာတာထဲမှာပြောင်ပြောင်လေးမြင်တဲ့အခါကျကြည့်ပါဆိုးမိုက်တဲ့ကောင်ဆိုတာဘလို့အတွေးပေါက်တယ်လဲစဉ်းစားကြည့်သူကသူခေါင်းပြောင်တာဘာဆိုင်လဲသူကဘလို့စိတ်ကူးတော့စင်ဒီခေါင်းပြောင်ပြောင်လက်သီးနဲ့ငါထိုးရရင်ကောင်းမှာပေါ့တက်တက်မဲ့ကြည့်နေမကောင်းတဲ့အကြံကိုကြံတယ်ဆိုတာလူဆိုးလူမိုက်ဟာလေကြည့်ခေါင်းပြောင်ပြောင်မြင်တော့လက်သီးနဲ့ထိုးခြင်းစိတ်ပေါက်တယ်ထိုးခြင်းစိတ်ပေါက်တော့အနားနာနေတဲ့သူတငယ်ချင်းကိုပြောတယ်သူနဲ့တူတူသွားတဲ့လူငါဒီရန်ခေါင်းသွားပြီးတော့လက်သီးနဲ့ထိုးဟာဟဲ့ကောင်မလုံးနဲ့မင်းဒီရန်ကတကိုးကြီးတယ်သွားမလုံးနဲ့မရဘူးမနေနိုင်ဘူးလုံးမယ်မလုံးနဲ့မင်းတကိုးကြီးတယ်ဒုက္ခရောက်လိမ့်မယ်ပြောဆိုဟိုတူကဟိုတကောင်ကတားတယ်မင်းအလုံးမရှိလှုပ်ရှာကိုလန်းကိုမသွားဘူးနော်ကိုလန်းကိုမသွားဘူးဟိုကတမဘတ်ဝင်စားပြီးတော့ရဟန္တာမထေရမြတ်ကြီးလာရောင်ထဲမှာထိုင်နေတာအဲ့ဒါဝင်ပြီးတော့သွားပြီးခေါင်းကိုလက်သီးနဲ့သွားထိုးတယ်ထိုးပြအောင်ထိုးတာသူထိုးလိုက်တဲ့လက်သီးထန်ချက်ကဘလူးရဲ့လက်သီးဆိုတော့ပြင်းတာပေါ့အခုကဟိုပေါင်းစားတွေရဲ့လက်သီးတဲ့ပြင်းမှာပေါ့နော်အရင်တော့နာမည်ကြီးတဲ့ Cassius Clay တို့ရဲ့လက်သီးတဲ့ပြင်းမှာပေါ့ဘယ်လောက်ထိအောင်ပြင်းတယ်လဲဆိုတော့သူ့ရဲ့လက်သီးတန်ချက်ကို9တောင်10တောင်အမြင့်ရှိတဲ့ဆင်းပြောင်းတစ်ကောင်တောင်ဖင်ထိုင်တော့ထိုးနိုင်တယ်လို့ပြောတာပဲအဲ့ဒါလောက်ထိအောင်သူကပြင်းတဲ့လက်သီးတန်နဲ့
တောင်တွတ်တစ်ခုတောင်မှပြိုကျသွားအောင်သူ့လက်သီးထချက်ကပြင်းတယ်တဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကိုသူအဲ့လိုထိုးလိုက်တာအဲ့လိုထိုးလိုက်တဲ့အချိန်မှာရှင်သာရိပုတ္တရာထိုးပြည်တာနဲ့တပြိုင်နက်သူကသမဘကထားတဲ့အချိန်နဲ့သွားဆုံးတယ်ပေါ့ဘလူးတကောင်လက်သီးကြီးနဲ့ခေါင်းထိုးတာကိုရှမောက်ကလန်ကမြင်တယ်ဟာထိုးပြီဆိုပြီးတော့ရှမောက်ကလန်ကရှင်သာရိပုတ္တရာဘက်ကိုထွက်လာရှင်သာရိပုတ္တရာလည်းသူထိုးသွားမှမသိလိုက်ဘူးဘာလို့လဲဆိုတော့သမဘဝင်စားနေတာကိုကပ္ပဋ္ဌာန်းထိုင်နေတယ်ပြောပါတော့သမဘဝင်စားသို့တော့သမဘကထခေါင်းမှာရာချိချိတော့ဖြစ်သွားတယ်သိချာခေါင်းမှာနည်းနည်းလေးနာကျင်ကျင်လေးတော့ဖြစ်သွားအဲ့ဒါရှမောက်ကလန်လာတော့ဟာအရှင်ဘုရားဘယ်နဲ့နေတုန်းနဲ့လာမေးတယ်ဟောဘာဖြစ်လို့လဲဆိုတော့နည်းနည်းလေးတော့နာကျင်ကျင်လေးဖြစ်တယ်ဘာဖြစ်တာလဲလို့ဆိုတော့ရှမောက်ကလန်ပြောတယ်ရှင်ဘုရားဘလူကြီးဒီကောင်လက်သီးနဲ့ထိုးသွားတာဆိုတော့တပည့်တော်ဘလူးမပြောနဲ့တဲ့ဒီမြေဖို့ဒီပြိတ္တာတောင်တပည့်တော်မမြင်လိုက်ပါဘူးမမြင်ရပါဘူးတဲ့ရှမောက်ကလန်တဲတကိုးကြည့်တာကိုတဲ့ဘလူးကြီးထိုးတာမြင်လိုက်ရတယ်ဆိုတော့ရှင်သာရိပုတ္တရာကိုရှမောက်ကလန်ကတခါပြောတယ်ရှင်ဘုရားတဲ့ဒီလောက်ပြင်းထန်တဲ့လက်သီးတန်တောင်ရှင်ဘုရားဘာမှမဖြစ်ဘူးတဲ့ရှင်ဘုရားတဲတကိုးကြည့်တာပဲနဲ့တပားနဲ့တပားအဲ့ဒါလိုအလပတန်လပပြောတယ်ဆိုတဲ့မှတ်တမ်းလေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒီမှာလဲအဲ့ဒီဘလူးဟာဘာမှမဟုတ်ဘဲနဲ့လူဆိုးလူမိုက်တွေရဲ့အတွေးပဲလူမိုက်တို့ရဲ့အတွေးနဲ့သူ့ဘာသူနေတာသွားပြီးတော့လက်သီးနဲ့ထိုးမကောင်းမှုအဟုသို့ကျူလို့ထိုးလက်ပြီးတော့သူဘာဖြစ်တော့ဆိုရင်ဒီကိုယ်လုံးပူလာကြီးရဲ့လောင်လာကြီးရဲ့ဖြစ်ပြီးတော့တေပြီးဝေစင်ငရဲကျသွားတာအဲ့ဘလူးပါလေဒီလိုဖြစ်တာအဲ့ဒါနန္ဒဘလူးဒီလိုဖြစ်တယ်တဲ့နွားသားသမားလည်းဒီလိုဒုက္ခကိုခံရတတ်တယ်နောက်ဆုံးမှာဒီလူမိုက်ဆိုတာအောက်တန်းကြတဲ့လူမိုက်မဟုတ်ဘူးတော့ပတ်စံချမ်းသာတဲ့ထက်တန်းကြတဲ့လူတွေထဲမှာလည်းပဲမကောင်းတဲ့အတွေးတွေတွေးတယ်မကောင်းတဲ့စကားကိုပြောတယ်မကောင်းတဲ့အလုပ်ကိုလုပ်တယ်ဆိုတဲ့ဆိုးဆိုးမိုက်အကြံအစီတွေကရှိတယ်နောက်ဆုံးမှာပြောရမယ်ဆိုလို့ရှိရင်အလုံးသိကြတဲ့မေရောမာယာရဲ့မောင်အရင်တော်တယ်မြတ်စွာဘုရားဒေဝရဟကမေရောမာယာရဲ့မောင်အရင်တော်တယ်သူ့နာမည်ကသုပ္ပဗုဒ္ဓလို့ခေါ်တယ်ယသောရယာနဲ့ဒေဝဒတ်မောင်နှမအရင်ရဲ့ဖခင်သူကမြတ်စွာဘုရားရဲ့ရောက်ခမပေါ့ပြောမယ်ဆိုရင်သုပ္ပဗုဒ္ဓဆိုတဲ့တာကဝေမင်းသူကဘုရားပေါ်မှာသူမကျေနပ်တာနှစ်ခုရှိတယ်တစ်ခုကဘာတော့ဆိုရင်သမီးကိုအိမ်အောင်ပြုတ်ပြီးတော့ပြစ်ထားခဲ့တာဒါတခုမကျေနပ်ဘူးဆိုအခုခေတ်လိုပြောမယ်ဆိုရင်တော့လည်းမကျေနပ်စရာတော့ရှိမှာပေါ့နော်တရားဘက်ကကြည့်ရင်တော့မကျေနပ်တာလို့မရှိဘူးဘုရားလောင်းကတောထွက်သွားတာဟုတ်ဘုရားဖြစ်အောင်ကြက်တာလောကဘက်ကကြည့်မယ်ဆိုလို့ရှိရင်ငါသမီးကိုယူပြီးတော့သူကကလေးတယောက်နဲ့ပြစ်ထားခဲ့တယ်ဆိုတဲ့အမြင်မျိုးမြင်တာပေါ့မြင်တော့ဘုရားပေါ်မှာမကျေနပ်ဘူးနောက်တစ်ခုမကျေနပ်တာသူ့သားဒေဝရတ်နဲ့သူကရံပက်ဖြစ်နေတယ်ဒေဝရတ်ကိုအခွင့်အရေးမပေးဘူးလို့သူမျက်စိနဲ့မြင်တယ်မြတ်စွာဘုရားကတော့ဒီလိုခွင့်ရေးပေးတာမဟုတ်ဘူးတော်တဲ့လူမှမြတ်စွာဘုရားတော်တဲ့အလျောက်ခွင့်ရေးပေးတာကိုရှင်သာရိပုတ္တရာတို့ရှမောက္ကလန်တို့ခွင့်ရေးပေးတာမကျေနပ်ကြဘူးဘုရားလက်ထက်ကလည်းပဲဘာလို့ရှင်သာရိပုတ္တရာတို့ရှမောက္ကလန်တို့ကဗြဟ္မင်းတွေကိုပုံနာမျိုးတွေဒီလူတွေကိုယာရုကြီးကြီးပေးတယ်ဆိုတာမကျေနပ်ဘူးဘုရားရဲ့မျိုးတွေကကျေနပ်မယ်မဟုတ်ဘူးဒါတော့နော်ပေးရင်ကိုယ်မျိုးပေးရမဟုတ်မကျေနပ်နိုင်ဘူးပေါ့အဲ့ဒါလို့သူ့မှာလည်းမကျေနပ်တဲ့အချက်နှစ်ချက်ရှိတယ်သမီးကိစ္စနဲ့ဒေဝရတ်သားကိစ္စအဲ့ဒီနှစ်ခုပေါ်မှာမကျေနပ်ဘူးမကျေနပ်တာကိုသူကပြသဖို့ရာတခါကျတော့ဂျုံလာတယ်မြို့လေကောင်လမ်းမမှာသူကခင်းကျင်းပြီးတော့မလုပ်နေလဲဆိုအရက်တောက်ပွဲကျင်းပတယ်အရက်တောက်အဲ့ဒီလိုနေတဲ့အခါကျတော့မြတ်စွာဘုရားကအဲ့ဒီလမ်းကြွလာတော့သွားပြောတာပေါ့ဘုရားကြွလာတယ်
အဲ့လမ်းမှာဒီလိုလုပ်လို့မတော်ဘူးလို့ဆိုပြောတော့အရင်မူဘူးနဲ့သူကဘာပြန်ပြောတော့ဆိုရင်အေးတိတ်တထကငါတူပဲငါသူ့တဲ့အသက်ကြီးတယ်ပေါ့သူကငါတယ်ငယ်ဂူးဆိုင်ဆရာမလို့ဘူးပေါ့ဒီလမ်းမလားတခြားလမ်းကလာပေါ့မချေမငံပြောလွတ်လိုက်တယ်ဆိုတော့လမ်းဖယ်မပေးဘူးဖယ်မပေးခြင်းအကြောင်းကတော့မကျေနပ်တာမကျေနပ်တဲ့အပေါ်မှာဖះကိုသွားပြီးတော့ပြစ်မှားမိတယ်လူဆိုးလူမိုက်ရဲ့အတွေ့ရအဲ့ဒါလို့မချေမငံပြောလွတ်လိုက်တယ်လုံးဝဖယ်မပေးဘူးဒါနဲ့ဖះကလှည့်ပြီးတော့ပြန်သွားရတယ်အဲ့ဒီလှည့်အပြန်လေးမှာမြတ်စွာဘုရားရဲ့မျက်နှာတော်ကပြုံးသွားတယ်ပြုံးသွားတဲ့အခါကျတော့ဘာဖြစ်လို့ပြုံးတာလဲဆိုတာရှင်အနန္ဒာကမေးတော့သုဘဗုဒ္ဓတော့ဒုက္ခရောက်တော့မယ်ပေါ့သူ့ရဲ့ဘာတွေတော့ပဲဒုက္ခရောက်တော့မယ်ငါ့ကိုလမ်းပိတ်တဲ့အကုသိုလ်ကနဲတဲ့အကုသိုလ်မဟုတ်ဘူးတဲ့ငါသွားတဲ့လမ်းကိုသူပိတ်တယ်ပိတ်ပြီးတော့အရက်တောက်တယ်တော့ဒီရက်ကနေ9ရက်ပြည့်လို့ရှိရင်သူ့ရဲ့နန်းရင်ပြင်လှေကားရင်နန်းပြတ်တာလှေကဆောင်မှသူမြေမြူလိုက်မယ်တဲ့ဘုရားအဲ့လိုပြောတယ်အဲ့လိုပြောလိုက်တာကို तू ကသူ့ရဲ့သူလျောစုံတော့ကကြားသွားတော့သုဘဗုဒ္ဓကိုပြန်ပြောတယ်ပြောတဲ့အခါကျတော့အဲ့ကျတော့နည်းနည်းကြောက်လာတပိုင်းကလည်းကြောက်တယ်တပိုင်းကလည်းမယုံဘူးပေါ့ तू ပြောတာတွေကအကုန်ဖြစ်တတ်တယ်ပေါ့ခုခေတ်မှာကြည့်မယ်ဆိုလို့ရှိရင်ဟုတ်လားသူတော်စင်တွေတို့ဘုံတကူကြီးတဲ့ပုဂ္ဂိုလ်တွေပြောတာဖြစ်လာတော့အဲ့မှာကြောက်တယ်ပေါ့ तू နည်းနည်းတော့ကြောက်တယ်သို့တော့ तू ပြောတဲ့စကားမှားရင်မုဒဝါဒနဲ့ဆွဆွဲမဲ့ပေါ့ဆိုပြီးတော့ तू ဘာလုပ်လဲ9ရက်မတိုင်ခင်ကတည်းကဘုံ9ဆင့်ရှိတဲ့နတ်ပြတ်သက်ပေါ်မှာတက်နေတယ်တက်ပြီးတော့တကားပေါက်တိုင်းကိုလူ9ယောက်အမတန်အားကောင်းမောင်းတန်နဲ့ तू လာလို့ရှိရင်ပြန်ပြီးတော့မဆင်းစေရဘူးအတွင်းထဲကိုပြန်တွန်းပို့မဲ့လူတွေ9ယောက်ထားတယ်တစ်ထပ်ပြီးတစ်ထပ်အကုန်လုံးထားတယ်တကားကိုလုံအောင်ပိတ်ပြီးတော့အပေါ်ဆုံးနတ်ပြတ်သက်မှာတက်ပြီးနေတယ်9ရက်လက်မြောက်ရောဘာဖြစ်လာတော့ဆိုရင်သူ့ရဲ့မင်္ဂလာမြင်းတော်ကကျွတ်လွတ်ပြီးတော့ဟီတာလန့်နေတာဘယ်သူမှထိန်းလို့မရဘူးမြင်းဟိပြီးတော့မြင်းကဟိုကန်ဒီကန်အကုန်လျှောက်ကန်နေတော့အဲ့ဒီချိန်မှာသူကမြင်းကသူထိန်းမှရတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေထိန်းလို့မရဘူးအဲ့ဒီချိန်မှာမြင်းထိန်းမယ်လို့မေ့ပြီးတော့9ရက်မြောက်တဲ့နေ့ဖះကိုလမ်းပိတ်လိုက်တဲ့အချိန်လေးပဲအဲ့ဒီချိန်မှာမချေမကန်ပြောလွတ်လိုက်တဲ့အချိန်လေးမှာမြင်းကြီးကထိမ့်မရအောင်စူညံပြီးတော့ဟီးနေတော့မေ့ပြီးတော့သူတကားဖွင့်ပြီးထွက်တာတကားတွေကလည်းအကုန်ပွင့်အနားနားမှာအဆောင်ထားတဲ့လူတွေကလည်းပဲအပေါ်ပြန်တွန်းတင်ရမှာကိုမေ့ပြီးတော့အောက်ပစ်ချကြတယ်အောက်ကြည့်ပဲတွန်းချအဲ့လိုတစ်ထပ်ပြီးတစ်ထပ်အောက်ရောက်သွားတော့နောက်ဆုံးမှာအောက်ဆုံးတက်ရောက်ပြီးလေကားလည်းရောက်သူမြေမြူသွားတာဖះဟောတဲ့အတိုင်းပဲသူမြေမြူသွားတယ်ဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားကဘာဖြစ်လို့ဒီလိုကြိုတင်ပြီးတော့ပြောနိုင်တာတော့ဆိုသူစိတ်ဓာတ်ရဲ့အခြေအနေတွေကိုအကုန်လုံးသိထားတာနော်ဒါကဘာနဲ့ဥပမာတူတော့ဆိုရင်ဟို weather condition ဟိုကြိုတင်ပြီးတော့ပြောတာလို့ပဲပြောလို့ရတယ်ဒါဥပမာဆိုတော့ခုခေတ်ရောမပြောဘူးလားဘင်္ဂလားဘုံတိုင်းထဲမှာဘင်္ဂလားအော်ထဲမှာမုံတိုင်းနေရဝန်းနေအခြေပြုနေပြီဘယ်နေ့ပဲရဲ့မုံတိုင်းဝင်နိုင်တယ်ဆိုတာဟိုမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုကြည့်ပြီးတော့ဘာဖြစ်မယ်ဆိုတာပြောအဲ့တော့မြတ်စွာဘုရားကလည်းဒီသုဘဗုဒ္ဓဒီလိုဖြစ်လိမ့်မယ်ဆိုတဲ့အခြေအနေဟာဘာကိုကြည့်ပြောတာတော့လို့ဆိုရင်အဲ့ထက်မှသူ့ရဲ့ယင်တဲ့နှလုံးထဲမှာရှိတဲ့အခြေအနေတွေကိုကြည့်လိုက်တယ်မြတ်စွာဘုရားသူပြောတဲ့စကားသူ့ရဲ့ယင်တဲ့နှလုံးထဲမှာရှိတဲ့ဖះအပေါ်မှာအမတန်ကြီးမားတဲ့ရန်ညှိုးမှုကျင့်တတ်တာတကူမှမရှိတော့မရှိသည့်အတွက်ကြောင့်အဲ့ဒီအကုသိုလ်ကတုံ့ပြန်လာမယ်ဆိုတာမြတ်စွာဘုရားသိလို့ကြိုတင်ပြီးတော့ပြောတာဒီအကုသိုလ်ရဲ့အကျိုးဆက်ကဒီ9ရက်မြောက်တဲ့နေ့မှာအကျိုးပေးမယ်ဆိုတော့မြတ်စွာဘုရားအတိအကျပြောလို့ရတယ်ပေါ့ရာသီဥတုတစ်ခုမုန်တိုင်းကြီးတိုက်တော့မယ်ဆိုရင်အခြေပြုတ်နေတယ်လို့ပဲဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာအခြေပြုတ်နေတဲ့အချက်လက်တွေကိုကြည့်ပြီးမြတ်စွာဘုရားအနာဂတ်ကိုမှန်အောင်ပြောနိုင်တာဟောနိုင်တာအဲ့ဒါကြောင့်မို့လို့ဟောလို့ရတာပေါ့ condition တွေကိုကြည့်တာပေါ့အေးအဲ့ဒါလို့သုဘဗုဒ္ဓလည်းကြည့်စိုးစိုးမိုက်မိုက်စိတ်ကောင်းနှလုံးသားထားမယ်ဆိုတာမထားသည့်အတွက်ကြောင့်
သူလည်းပဲမြေမြုပ်ပြီးတော့အဝီစီငရဲကျသွားတယ်တဲ့တာဖနှစ်ယောက်စလုံးဟာအဝီစီငရဲရောက်သွားကြတယ်ဒေဝဒတ်နဲ့အတူတူပဲယသောတရာကတော့စိတ်ကောင်းနှလုံးကောင်းနဲ့နောက်ဆုံးမှယဟန္တာမကြီးဖြစ်သွားပြီးတော့ပြိဋိဘံစံသွားပြီနော်အဲ့တော့ဆိုလိုတာကလူဆိုးလူမိုက်ဆိုတာတွေဟာလူဆိုးလူမိုက်တွေရဲ့သွားရလမ်းလူဆိုးလူမိုက်ဆိုတဲ့အခြေအနေတွေသွားရလမ်းတွေဟာအကောင်းမရှိဘူးအဆိုးတွေကြီးပဲနောက်ဆုံးမှာငရဲတိရစ္ဆာန်ပြိတ္တာအတူတကယ်ဆိုတဲ့အပယ်လေးပုံမှာဒုက္ခကြီးစွာရောက်ကြရတယ်တဲ့လူဆိုးလူမိုက်တွေဟာဒါကြောင့်မလို့ဒီလူဆိုးလူမိုက်ဆိုရယ်ဆိုးတယ်မိုက်တယ်ဆိုတဲ့သဘာဝတရားတွေဟာအပြင်ကလာတာမဟုတ်ပါဘူးကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာဖြစ်ပေါ်လာတာတွေပါအဲ့ဒီဖြစ်ပေါ်လာတာတွေကိုကိုယ်တိုင်ရှင်းမှပဲရပါတယ်ဆရာမိဘတွေဆိုတာဆွဆုံးမယုံပဲဆွဆုံးမလို့ရတယ်ဒီလိုဆိုးမိုက်တဲ့အရာတွေမိမိရဲ့ရင်ထဲမှာထားမယ်ဆိုလို့ရှိရင်ထိုလူဆိုးလူမိုက်တို့ရဲ့သွားရလမ်းဟာဒီတိုင်းပဲရှိပါတယ်ဆိုတာကိုအားလုံးကိုစီသဘောကျပြီးမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဒီလူဆိုးလူမိုက်နဲ့ပတ်သက်တဲ့အကြောင်းအရာအချက်လက်တွေကိုတတိတံဝေကကြီးစွာထားပြီးတော့လူတော်လူကောင်းဖြစ်အောင်ကြင်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း